Hi, this is Orchid. Today I would like to share you how to say hello or hi in English. ဒီနေ့မှာ Orchid ကဒီလိုမျိုးပေါ့နော်အင်္ဂလိပ်နဲ့ greeting နှုတ်ဆက်တဲ့အချိန်ကျရင်ကိုရီးယားကျတော့ hi တို့ hello တို့ဆိုပြီးတော့နှုတ်ဆက်လေးရှိကြပါတယ်ဆိုတော့ hello တို့ hi တို့ဆိုတဲ့အစား Orchid ကဘယ်လိုမျိုးနှုတ်ဆက်လို့ရလဲဆိုတာကိုလာပြီးတော့မှ sharing ပေးချင်ပါတယ်ရှင် Okay ဒီနေရာမှာပထမဆုံးအနေနဲ့ Orchid က sharing လုပ်ပေးတဲ့နေရာမှာဆိုရင် formal or informalနှုတ်ဆက်တဲ့အချိန်ကြမှာကွာ polite way နဲ့အသုံးပြုမလားသို့မဟုတ်ပုံမှန်နည်းဒီလိုမျိုးတငယ်ချင်းတွေနဲ့ရင်းနှီးဖော်ရွေတဲ့အချိန်မှာနှုတ်ဆက်တဲ့အချိန်မှာသုံးချင်တာလားဆိုတာကိုနှမျိုးခွဲပြီးတော့မှ sharing ပေးမှာဖြစ်ပါတယ်ရှင် Okay ပထမဆုံးတစ်ခုအနေနဲ့ကျတော့ polite way ပေါ့နော်ဒီလိုမျိုးပေါ့ဟိုပုံမှန်ယဉ်ကျေးစွာနဲ့ရင်ကြည်ကြည်လေးကွာနှုတ်ဆက်ချင်နေဆိုရင်မနက်ပိုင်းဆိုရင်ကွာဘယ်လိုနှုတ်ဆက်လို့ရလဲဆိုရင် good morning good morning good morning Okay နေ့ခင်းပိုင်းဆိုရင် good afternoon good afternoon good afternoon ညနေခင်းပိုင်းဆိုရင် good evening good evening good evening ဆိုပြီးတော့နှုတ်ဆက်လို့ရပါတယ်ရှင် Okay ဒုတိယအချက်ကစားပြီးတော့ဒါကျတော့ပုံမှန်နှုတ်ဆက်တဲ့ဟာပေါ့နော်ပုံမှန်နှုတ်ဆက်တဲ့ဟာကျတော့ကိုကအချင်းချင်းသိနေတဲ့တငယ်ချင်းတို့တယုံထဲမှာလည်းလို့တဲ့တငယ်ချင်းပေါ့ကိုခင်မရတဲ့တငယ်ချင်းတွေဆိုရင်ကိုကနှုတ်ဆက်တဲ့အချိန်မှာသုံးလို့ရတယ်နော် Okay ဘာတွေရှိမလဲဆိုရင် how's it going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  hi how's it going အဲ့လိုမျိုးနှုတ်ဆက်လို့ရပါတယ် Okay နံပါတ်3တစ်ချက်အနေနဲ့ဘယ်လိုနှုတ်ဆက်လို့ရသေးလဲဆိုရင် how do you do how do you do how do you do hey how do you do Okay နံပါတ်4အချက်ကြတော့ what's up what's up what's up hey what's up နံပါတ်5အချက်ကြတော့ long time no see long time no see long time no see hey long time no see ဆိုပြီးတော့နှုတ်ဆက်လို့ရပါတယ်ရှင် Okay သူတို့ကကိုယ်နှုတ်ဆက်လာပြီဆိုရင်ကိုကဘယ်လိုမျိုးနှုတ်ဆက်ရမလဲဆိုတာကိုလာပြီးတော့မှပြန်shareပေးမှာဖြစ်ပါတယ် Okay ကိုက polite way နဲ့နှုတ်ဆက်လာတယ်ဆိုရင်ကိုလည်း polite way နဲ့ပြန်ပြီးတော့နှုတ်ဆက်လို့ရပါတယ် Good morning Good afternoon Good evening ဆိုပြီးတော့တက်ဆိုင်ရာအချိန်ကိုကြည့်ပြီးတော့မှပြန်ပြီးတော့နှုတ်ဆက်လို့ရပါတယ်ရှင် Okay နောက်တစ်ခုအနေနဲ့ကြတော့တကယ်လို့သူတို့ကိုနှုတ်ဆက်လာတယ် How are you တို့ How do you do တို့နှုတ်ဆက်လာတယ်ဆိုရင် Fine or good သို့မဟုတ် pretty good သို့မဟုတ် not bad သို့မဟုတ် not great or not so well ဆိုပြီးတော့တစ်ခုမဟုတ်တစ်ခုပြန်ပြီးတော့မှဖြေလို့ရပါတယ်ရှင်ပြီးတော့ကိုယ့်ဘက်ကနေပြန်မေးချင်တယ်ဆိုရင်လည်းသူတို့မေးတဲ့စကားလုံးကိုဖြည့်ပြီးတော့မှမေးထားတဲ့အမေးအတိုင်းပြန်ပြီးတော့မှမေးလို့ရပါတယ်ရှင်။သို့ပေမဲ့လည်း what's up တို့ဆိုတဲ့ဟာမျိုးလာခဲ့တယ်ရှိတော့ဒါကြတော့အရင်ရင်းနှီးတဲ့တငယ်ချင်းတွေမှာတုံးတဲ့မိတ်ဆက်နီးနှုတ်ဆက်နီးပေါ့နော်ဆိုတော့ hey what's up လို့မေးလာတယ်ဆိုရင်ကိုကပြန်ဖြေရမှာတစ်ခုပဲရှိပါတယ် what's up လို့ပဲပြန်ဖြေရပါမယ်ဆိုတော့သဘောကကြတော့ဒါသူက what's up လို့မေးလာတယ်ဆိုရင်က fine good လို့ဖြေလို့မရပါဘူးကွာ what's up လို့ပဲပြန်ပြီးတော့မှ greeting ပြန်လုပ်လို့ရပါတယ်ရှင် Okay ဒီဗီဒီယိုလေးတွေကိုကြိုက်တယ်နှစ်သက်တယ်ဆိုရင် share and follow လေးလုပ်ပေးထားပါရှင် Okay thank you for watching bye bye Hi this is Orchid Today I will share you how we can practice business English conversation, a daily use English conversation. Okay, ဒီနေ့မှာ okay ကြတော့ဒီလို daily English business conversation ပေါ့နော် English စကားပြောအခြေခံစကားပြောတွေကိုဘယ်လိုလေ့ကျင့်ပြီးတော့ဘယ်လိုတွေသုံးနိုင်လဲဆိုတာကိုစပြီးတော့မှsharing ပေးမှာဖြစ်ပါတယ် Okay, let's get start. ဒီလိုက်ကြစို့ Okay, ပထမဆုံးတစ်လုံးအနေနဲ့ခမည်းမနဲ့စာစားပြီးပြီလားနင်းမနဲ့စာစားပြီးပြီလားလို့မေးရှင်နေဆိုရင် Have you finished your breakfast breakfast ဆိုတာမနဲ့စာကိုပြောတာပါ Have you finished your breakfast Have you finished your breakfast မနဲ့စာစားပြီးပြီလားပေါ့နော်တကယ်လို့ကိုကစားပြီးပြီမစားသေးဘူးဆိုရင်ဘယ်လိုဖြေလို့ရလဲဆိုတာကြည့်လိုက်ကြစို့စားပြီးပြီဆိုရင် Yes I haveစားရသေးဘူးဆိုရင် No I haven't Okay ဟုတ်ပြီတကယ်လို့နေ့လယ်စာဆိုရင်ဘယ်လိုခေါ်မလဲ Have you finished your lunch
နေ့ခင်းစာနေ့လယ်စာကိုခေါ်တာပါ Have you finished your lunch Have you finished your lunch Okay စားပြီးပြီမပြီးသေးဘူးဆိုရင်စားပြီးပြီဆိုရင် Yes I have မစားရသေးဘူးဆိုရင် No I haven't Okay နောက်တစ်ခုကြတော့ညစာကိုပြောတယ်ညစာကိုဘယ်လိုမေးမလဲ Have you finished your dinner Have you finished your dinner dinner ညနေစာလို့ခေါ်ပါတယ်ဆိုတော့ခမညာညစာစားပြီးပြီလားလို့မေးလိုက်တဲ့အချိန်မှာကိုကစားပြီးပြီဆိုရင် Yes I have မစားသေးဘူးဆိုရင် No I haven't ခမညာမနက်စာကိုဘာနဲ့စားခဲ့လဲလို့မေးလိုက်တယ်ဆိုရင်အင်္ဂလိပ်နဲ့ဘယ်လိုမေးလို့ရလဲဆိုရင် What did you have for breakfast What did you have for breakfast ဆိုတော့ကိုဘာနဲ့စားခဲ့လဲဆိုရင်I had နဲ့ပြန်ဖြေရမှာပါဆိုတော့စားပြီးပြီဆိုတော့ I had a cup of coffee with banana cake coffee တစ်ခွက်နဲ့ငက်ပျော်တီ cake ကိုစားခဲ့တယ်လို့ပြောလိုက်တာ I had a cup of coffee with banana cake Okay a cup of coffee with banana cake နေရာမှာလည်းတခုခုစားထုတ်ပြလို့ရပါတယ်ရှင်ဆိုတော့နောက်တစ်ခုကျတော့ what will you have for dinner ညနေစာကြတော့ဘာနဲ့စားမှာလဲလို့မေးလိုက်တာဆိုတော့ will you လို့မေးလိုက်တယ်ဆိုတော့မလာတဲ့ဟာကိုကြိုမေးလိုက်တာဘာနဲ့စားမှာလဲလို့ပြောလိုက်တယ်ဆိုတော့ပြန်ဖြေရင်လေ I will နဲ့ပြန်ဖြေရတယ် I will have papaya salad with sticky rice papaya salad ဆိုတာတင်မော်တီချောင်းပြောတာပါ sticky rice ဆိုတာကကောက်ညင်ထမင်းကိုပြောတာပါဆိုတော့ကောက်ညင်ထမင်းနဲ့တင်မော်တီချောင်းကိုစားမှာပါလို့ပြောတာအဲ့ဒီ papaya salad and sticky rice အစားတခြားအခုစားမယ့်အစားအစာကိုအစားထိုးပြီးတော့လည်းပြောလို့ရပါတယ်ရှင်ဥပမာဒီမှာကြတော့ I will have papaya salad with sticky rice Okay နောက်တစ်ခုကြတော့ did you enjoy your breakfast လို့မနက်စာစားရတာကိုအဆင်ပြေရလားစားပြီးပြီဆိုတော့စားရတာကိုအဆင်ပြေရလားဆိုတော့ did you enjoy your breakfast Okay enjoy ဖြစ်တယ်ဆိုရင်ကြိုက်နေတဲ့ဆိုရင် yes I did အဆင်မပြေဘူးကြိုက်ခဲ့ဘူးဆိုရင် no I didn't လို့ပြောလို့ရပါတယ်ရှင် Okay နောက်တစ်ခုကြတော့ခမားပြီးပြီလားဘာလို့ပြီးပြီလားညာပြီးပြီလားပြီးပြီလားလို့ပြီးပြီလားလို့မေးချင်တယ်ဆိုရင် have you finished နဲ့စာပြီးတော့မှမေးရတယ်နော် have you finished your dinner ပြောလို့ရတယ်လို့ have you finished your homework အင်စာရောပြီးပြီလားပေါ့နော်တကယ်လို့ကိုကပြီးပြီဆိုရင် yes I have မပြီးသေးဘူးဆိုရင် no I haven't ပေါ့နော် okay နောက်တစ်ခုကြတော့နှစ်သက်ရလားလို့မေးချင်တယ်ခမညာနှစ်သက်ရလားတခုနှစ်သက်ရလားလို့မေးချင်တယ်ဆိုရင် did you enjoy or did you like blah 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 တခုပေါ့နော်ဆိုတော့ did you enjoy this video ဒီ video ကိုနှစ်သက်ရလားလို့မေးလိုက်တာပါ okay နှစ်သက်တယ်ဆိုရင် yes I did မနှစ်သက်ဘူးဆိုရင်တော့ no I didn't ပေါ့နော်Okay ဆိုတော့ဒီနေ့ကျတော့ဒီလောက်ပါပဲရှင်ဒါကျတော့ daily English business conversation ဟုတ်ပါတယ်ဆိုတော့ thank you for watching bye bye Hi This is okay today I'm going to share you daily English business conversation episode 3 Okay ဒီနေ့မှာ okay ကဒီ English အခြေခံစကားပြောကိုအပိုင်း3အနေနဲ့ဆက်လက်ပြီးတော့မှ sharing ပေးမှာဖြစ်ပါတယ်ရှင် Okay ကြည့်လိုက်ကြတော့ so let's see ဒီနေ့ရဲ့ခေါင်းစဉ်ကျတော့ question and short answer လို့ခေါ်ပါတယ်မေးမယ် short answer တူတူလေးနဲ့ပြန်ဖြေတဲ့ဟာကိုပြောပါတယ်ရှင် question and short answer okay တလားလေးနဲ့စလိုက်ကြဆိုတလားလို့မေးချင်တယ်ဆိုရင်အင်္ဂလိပ်စကားလုံးမှာ do you နဲ့စပြီးတော့မေးရမှာပါရှင်တလားဆိုရင် do you နဲ့မေးလာတယ်ဆိုရင် yes no နဲ့ဖြေရမှာပါ yes I do no I don't နဲ့ဖြေရမှာပါရှင် okay example ဥပမာကြည့်လိုက်ကြဆိုပထမဥပမာတစ်ခုအနေနဲ့ဆိုရင် speak ပြောသည်စကားပြောသည်ဆိုတော့ခမညာအင်္ဂလိပ်စကားပြောသလားလို့မေးချင်တယ်ဆိုရင် do you speak English okay ခမညာ Thai စကားပြောသလားဆိုရင် do you speak Thai နောက်တစ်ခုကျတော့ခမညာဗမာစကားပြောသလားဆိုရင် do you speak Burmese okay ဆိုတော့ do you speak ဆိုတဲ့နောက်မှာဘာသာစကားကိုထည့်လိုက်တာ ਨੇ ဒီစကားကိုပြောသလားလို့ဆိုပြီးတော့မှအတိတ်ပဲပေါက်ပါတယ်ရှင် okay နောက်တစ်ခုကျတော့ work အလုပ်လုပ်တာ weekend ဆိုတာကစနေတနင်္ဂနွေပိတ်ရက်ပေါ့နော်ဒါ vocabulary ပါ okay do you work ခမညာအလုပ်လုပ်သလားလို့မေးတာ do you work on weekends
စနေတနင်္ဂနွေပိတ်ရက်မှာခမရအလုပ်လုပ်သလားလို့ပြီးတာ Okay နောက်တစ်ခုကျတော့ do you work on Mondays Monday Okay do you work on Monday တနင်္လာနေ့မှာအလုပ်လုပ်သလားလို့တိတိကျကျလေးမေးလိုက်တာ Okay Monday နေရာမှာတခြားရက်တွေအစားထိုးပြီးတော့မှလည်းမေးလို့ရပါတယ်ရှင် Now example တစ်ခုကျတော့ study စာလေ့လာတာသင်ယူတာကျောင်းတက်တာ Do you study ခမရစာကျောင်းတက်နေတာလားစာလေ့လာနေတာလားလို့မေးတာပါရှင် Okay ဆိုတော့ဒီနေ့ကျတော့နောက်တစ်ခုကျတော့ language ကိုတောင်းစင်ထားပြီးတော့ဥပမာပေါ့နော်ဒီစကားကိုပြောသလားလို့မေးပြီးတော့ဘာစကားပြောတယ်လဲလို့မေးချင်တဲ့ဆိုရင်ဒီမှာ what ဘာလဲနဲ့အစားထိုးပြီးတော့မှပေးလိုက်ကြဆိုဥပမာဆိုရင် do you speak English English စကားပြောသလားလို့မေးတာဒီဘာသာစကားတခုတိတိကျကျလေးမေးလိုက်တာသလားလို့မေးလဲဆိုတော့ yes no နဲ့ဖြေလိုက်တယ်ဥပမာဘာစကားပြောတယ်လဲလို့မေးချင်တယ်ဆိုရင် what language do you speak what language do you speak မင်းဘယ်ဘာသာစကားကိုပြောတာလဲပေါ့နော်ဥပမာပြန်ဖြေမယ်ဆိုရင် I speak English yes or no နဲ့ပြောလို့မရတော့ဘူးဒီမှာ what နဲ့မေးထားတယ်ဘာလဲလို့မေးတယ်ဆိုတော့အဲ့ဒီဘာလဲနေရာမှာအဖြေကိုထည့်ပေးရမှာဥပမာ I speak English Okay next example where နေရာကိုမေးတာဒီနေရာကိုမေးတယ်ဆိုတော့ဥပမာ do you work ခမရအလုပ်လုပ်သလားလို့မေးလိုက်တယ်အဲ့တော့ကိုဘယ်နေရာမှာအလုပ်လုပ်တယ်လဲလို့ဆက်မေးရှင်နေဆိုရင် where do you work မင်းဘယ်မှာအလုပ်လုပ်တယ်လဲအဲ့ဒါဆိုရင် where နေရာမှာအဖြေကိုထည့်ပေးရမှာပါ I work at a Thai restaurant ငါ Thai စားသောက်ဆိုင်တစ်ခုမှာအလုပ်လုပ်နေပါတယ် restaurant စားသောက်ဆိုင်လို့ခေါ်ပါတယ် Okay where ကိုအသုံးချပြီးတော့မှနောက် example တစ်ခုလေးကြည့်လိုက်ကြဆိုဥပမာအရာကိစ္စနှစ်ခုကိုပေါင်းပြီးတော့မေးချင်တယ်ဒါလားလို့မေးချင်တယ်ဆိုရင် or နဲ့ခံပြီးတော့မေးလို့ရပါတယ်ဥပမာ do you work or study နင်အလုပ်လုပ်တာလားကျောင်းတက်တာလားလို့မေးလိုက်တာဆိုတော့ဒီဟာကိုကြည့်ပြီးတော့မှကိုကပြန်ဖြေရှင်နေဆိုရင် I work and study no I don't work no I don't work I study လို့ဖြေလို့ရတယ်နော်Okay ဒါကမှကိုကအလုပ်လည်းလုပ်တဲ့ကျောင်းလည်းတက်တယ်ဆိုတော့နောက်တစ်ဆင့်အနေနဲ့သူကဘယ်မှာအလုပ်လုပ်ပြီးတော့ဘယ်မှာကျောင်းတက်နေတာလဲလို့မေးလိုက်တယ်ဆိုပါစို့ Where do you work and study မင်းဘယ်မှာအလုပ်လုပ်ပြီးတော့ဘယ်မှာစာလေ့လာနေတာလဲဘယ်မှာစာသိလို့သူကမေးလိုက်တယ်ဆိုတော့ကိုကဘယ်လိုပြန်ဖြေရမလဲကိစ္စနှစ်ခုကိုကိုကလုပ်နေတယ်စပြိုင်ထဲမှာလုပ်နေတယ်ဆိုရင်ပြန်ဖြေရင်လည်း and နဲ့ခံပြီးတော့မှဖြေရတယ်နော်ဥပမာ I work at a Thai restaurant and study English and learn English online with Orchidငါ Thai စားသောက်ဆိုင်တစ်ခုမှာအလုပ်လုပ်နေတယ်ပြီးတော့ learn English online with Orchid မှာအင်္ဂလိပ်စာလေ့လာနေပါတယ်လို့ဖြေပြတာနော် Okay I work at a Thai restaurant and study English and learn English online with Orchid Okay ဟုတ်ပါပြီရှင် Okay ဒါကြတော့ဒီနေ့အတွက်short question and answer သင်ခန်းစာလေးဖြစ်ပါတယ်ရှင် If you like the video please like and follow for the next episode ဒီ video လေးတင်နေတဲ့ဆိုရင် like and share လေးနဲ့အားပေးသွားပြီးတော့မှ next episode တွေအတွက် follow up လေးလုပ်ပေးထားပါရှင် Okay thank you for watching the video bye bye Hi this is Orchid Today I'm going to share a daily English business conversation episode 4 Okay ဒီနေ့မှာ Orchid ကဒီ English အခြေခံ English စကားပြောကိုအပိုင်းလေးအနေနဲ့ဆက်လက်ပြီးတော့မှ sharing ပေးမှာဖြစ်ပါတယ် Okay ကြည့်လိုက်ကြဆို let's see ဒီနေ့ sharing ပေးမယ့်ခေါင်းစဉ်သင်ခန်းစာကြတော့ using be လို့ခေါ်တယ် be ကိုအသုံးပြုပုံပေါ့နော် be ကိုဘယ်လိုအသုံးပြုရလဲဆိုတာကိုလာပြီးတော့ sharing မှာဖြစ်ပါတယ်เนาะဒီနေ့ကျတော့ okay be ဆိုတာဘာကိုဆိုလို့လဲဆိုတော့ဖြစ်သည်ဖြစ်ရှင်လို့ပြောတယ်เนาะ be ဆိုတဲ့အဖွဲ့အစည်းထဲမှာဘာတွေပါလဲဆိုရင် am is are ဆိုတဲ့ဒီသုံးလုံးပါတယ် okay ဒီဟာကိုဘယ်လိုသုံးလဲကြည့်လိုက်ကြဆိုဥပမာကျောင်းသားမဟုတ်ကျောင်းသူတယောက်ဖြစ်တယ်ပြောလိုက်ကြဆိုဒီဟာကိုဥပမာယူပြီးတော့ပြောလိုက်ကြဆို okay ဆိုတော့ငါကကျောင်းသူတယောက်ပါလို့ပြောရင် I am a student ငါကကျောင်းသားတစ်ယောက်ပါသို့မဟုတ်ငါကကျောင်းသူတစ်ယောက်ပါဆိုတော့ I am a student Okay you are a student နင်ကကျောင်းသူတစ်ယောက်ပါနင်ကကျောင်းသားတစ်ယောက်ပါလို့ပြောတာပါเนาะ Okay နောက်တစ်ခုကျတော့ Rose is a student Rose ကကျောင်းသူတစ်ယောက်ပါလို့ပြောတာပါ Okay ဒီနေရာမှာဒီအရှိက noun နာအမည်ကိုတည်ပြီးတော့မှဒီအနောက်မှာ be တွေ and is အသုံးဖို့ပွဲသွားတယ်เนาะ Okay now the sentence အနေနဲ့ basic grammar structure သူရဲ့အခြေခံတရားဖွဲ့စည်းပုံလေးကြည့်လိုက်ကြစို့ Okay ဒီမှာဆိုရင်
B ဆိုတဲ့နေရာမှာ am is are ပါတယ်ပထမဆုံးအနေနဲ့ am ကိုစားလိုက်ကြဆို am ဆိုရင်ဘာနဲ့အမြဲတမ်းတွဲလဲဆိုတော့ I နဲ့ပဲတွဲတာပါရှင် I ဆိုရင်အမြဲတမ်း am နဲ့တွဲရပါတယ်နော် Okay ဆိုတော့ဘာတွေရှိမလဲ I am single ငါကလူလွတ်တစ်ယောက်ပါနံပါတ်1 I am a student ငါကကျောင်းသူတစ်ယောက်ပါနောက်တစ်ခု I am at the school ငါကကျောင်းမှာပါဆိုတော့ဖြစ်တည်ချက်ကိုယ့်ရဲ့ဖြစ်တည်ချက်ကိုကဘယ်သူလဲပြီးတော့ကွာဘယ်မှာရှိတာလဲဆိုရင် I am နဲ့သုံးလို့ရပါတယ်နော် Okay ဆိုတော့နောက်တစ်ခုဆက်သွားလိုက်ကြဆိုနောက်တစ်ခုကျတော့ is ကဘယ်မှာသုံးလဲဆိုတော့ is ဆိုရင်နာမည်တွေမှာတစ်ခုတည်းတော့နာမည်ဥပမာပြောရမယ်ဆိုရင်ရေတွက်လို့ရတယ်ဒါပေမဲ့သူကone ပဲပေါ့နော်တစ်ပဲရှိတယ် Rose ဆိုရင်တယောက်တည်းပဲဟုတ်တယ်မလားဆိုတော့သူ့ကိုဆို is နဲ့သုံးပေးရတယ် Rose is single Rose ကလူလွတ်တစ်ယောက်ပါ Rose is a student Rose ကကျောင်းသူတစ်ယောက်ပါ Rose is at the school Rose ကကျောင်းမှာပါလို့ is နဲ့သုံးရတယ်နော် Okay နောက်ဆုံးတစ်ခုအနေနဲ့ are ဆိုရင်အမြဲတမ်း you နဲ့သုံးပေးရတယ် you ဆိုရင်အမြဲတမ်း are နဲ့သုံးပေးရတယ်ဆိုတော့ဒီလိုမျိုး statement ပေါ့နော်စာကြောင်းတစ်ခုစကား basic စကားပြောနေရမှာဆိုရင်တူတုံနဲ့စကားလုံးတွေမှာဆိုရင် you are ဥပမာ you are single နင်ကလူလွတ်တစ်ယောက်ပါ you are a student နင်ကကျောင်းသူတစ်ယောက်ပါ you are at the school နင်ကကျောင်းမှာပါလို့ပြောလိုက်တာနော် Okay ဆိုတော့ပထမဆုံးတုန်းကပြောခဲ့တဲ့ဟာလေးကိုပြန်ပြီးတော့မှ summarize လုပ်လိုက်ကြအောင် Okay ဒီနေရာမှာ am is are ဆိုတာဖြစ်သည်ဖြစ်ရှင်လို့သူကအဓိပ္ပာယ်ကအတူတူပဲတို့ပေမဲ့လည်းသူက I ဆိုရင်အမြဲတမ်း am နဲ့သုံးပေးရပါတယ်ရှင် I am a student Okay you ဆိုရင်တော့အမြဲတမ်း are နဲ့သုံးပေးရပါတယ် you are a student you နဲ့ I မှာအပဆိုရင်is နဲ့သုံးပေးရတယ် Rose is a student ဆိုလိုတဲ့အဓိပ္ပာယ်ကကျောင်းသားတစ်ယောက်ဖြစ်ပါတယ်ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်ဆိုတာကိုဆိုလိုတာပါရှင် Okay Okay ဒါကြတော့ဒီရဲ့သင်ခန်းစာဖြစ်ပါတယ်ရှင်တကယ်လို့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and share လေးနဲ့အားပေးသွားပါရှင် next video လေးတွေကိုလက်မလို့ချင်လို့ဆိုရင် follow up လေးလုပ်ပေးသွားပါရှင် Thank you for watching if you like the video please like and sharing for the supporting and do subscribe for the next episode. Bye bye. Hi. အားလုံးပဲမင်္ဂလာပါရှင် Okay လို့ခေါ်ပါတယ်ရှင်ဒီနေ့မှာ Daily English Basic Conversations ဖြစ်သွားတဲ့ဒီ episode 5အပိုင်း5လေးကိုဆက်လက်ပြီးတော့မှ sharing ပေးမှာဖြစ်ပါတယ်ရှင် episode 5မှာအပိုင်း5မှာဆိုရင်ဘာတွေပါမလဲကြည့်လိုက်ကြစို့အပိုင်း5ထဲမှာဆိုရင် be plus a place be ဆိုတာကရိယာ verb to be ကိုခေါ်တာနော် a place နေရာဒီနေရာတွေရဲ့အကြောင်းကိုပြောချင်နေဆိုရင်ဒီ structure လေးဒီဖွဲ့စည်းပုံလေးကိုသုံးပြီးတော့မှပြောလို့ရပါတယ်ရှင်ဆိုတော့places ဒီနေရာပြ3စကားလုံးများကဘယ်လိုတွေရှိလဲဆိုရင်ဒီနေရာပြစကားလုံးတွေကိုပြောတဲ့အချိန်မှာဒီနေရာတွေကိုပြောတဲ့အချိန်မှာဆိုရင်နှစ်မျိုးခွဲပြီးတော့မှပြောလို့ရတယ်နော် preposition 30ရမလို့တဲ့ဒီနေရာရှိတယ်လို့ preposition ဝိပတ်လို့ခေါ်တဲ့ preposition ကိုမပါမဖြစ်သုံးရမယ့်ဒီနေရာတွေရှိပါတယ်ရှင်ဆိုတော့သူရဲ့ဖွဲ့စည်းပုံကြတော့ be plus no preposition a place be plus with preposition a place ဆိုပြီးတော့မှရှိတယ်နော်ဆိုတော့be plus with no preposition ကဘယ်လိုဟာတွေလဲဆိုတော့ဒီနေရာပြဝိပတ်30မလို့တဲ့စကားလုံးများကဘယ်လိုဟာတွေလဲဆိုတော့ here ဒီမှာ there ဟိုမှာ downstairs အောက်ထပ်မှာ upstairs အပေါ်ထပ်မှာ inside အထဲမှာ outside အပြင်မှာ downtown မြို့ထဲမှာဒီစကားလုံးတွေဆိုရင်ဒီအဓိပ္ပာယ်တွေဒီဒါကြတော့သူ့ရဲ့အဓိပ္ပာယ်တွေပေါ့နော်ဒီစကားလုံးတွေဆိုရင် preposition နဲ့သုံးစရာမလိုပါဘူးရှင်ဆိုတော့ဓာတ်ရိုက်ပြောလို့ရတာပေါ့နော် Miss Rose is here Miss Rose ကဒီမှာ Miss Rose is there Miss Rose ကဟိုမှာ Miss Rose is downstairs Miss Rose ကအောက်ထပ်မှာ Miss Rose is upstairs Miss Rose ကအပေါ်ထပ်မှာ Miss Rose is inside Miss Rose ကအထဲမှာMiss Rose is outside. Miss Rose ကအပြင်မှာ Miss Rose is downtown. Miss Rose ကမြို့ထဲမှာဆိုပြီးတော့မှပြောလို့ရတယ်เนาะဆိုတော့
Miss Rose ဆိုတဲ့နေရာမှာကိုကငါတို့နင်တို့နဲ့အစားတို့သုံးချင်တယ်ဆိုရင်ငါ I ဆိုတာ always am နဲ့သုံးရတဲ့အတွက်ကြောင့်မလို့ I am here ငါဒီမှာ I am downtown ငါမြို့ထဲမှာဆိုပြီးတော့မှသုံးလို့ရတယ်နော် You က always are နဲ့သုံးတဲ့အတွက်ကြောင့်မလို့ You are downstairs နင်ကအောက်ထပ်မှာ You are outside နင်ကအပြင်မှာ You are downtown နင်ကမြို့ထဲမှာဆိုပြီးတော့မှပြောလို့ရပါတယ်ရှင် Okay ဆိုတော့နောက်တစ်ခုကျတော့ be plus preposition plus a place ကရိယာပြီးရင်ဝိပတ်လာရတယ်နော်ဒါဆိုတော့ဒီလိုနေရာမျိုးဆိုရင်ဝိပတ်မပါမဖြစ် preposition မပါမဖြစ်သုံးရမှာဖြစ်ပါတယ်ရှင်ဆိုတော့ဒီနေရာပြဝိပတ်သုံးဖို့လိုတဲ့စကားလုံးတွေကကျတော့ဘယ်လိုလဲဆိုရင် the library စာကြည့်တိုက်မှာအိမ်မှာအခန်းမှာကားပေါ်မှာ bus ကားပေါ်မှာအလုံးမှာသူ့ရဲ့ဘေးမှာငါတငယ်ချင်းရဲ့ဘေးမှာဒီလိုဟာတွေပြောတဲ့အချိန်ကြတဲ့ဆိုရင် preposition ကိုသုံးရမှာเนาะဥပမာ at the library စာကြည့်တိုက်မှာ on the bus ကားပေါ်မှာ in her room သူမ၏အခန်းထဲမှာ at work အလုံးမှာ next to Mr. John ဘေးမှာ behind Mr. John ရဲ့နောက်မှာဆိုပြီးတော့မှသုံးလို့ရတယ်เนาะMiss Rose is at the library. Miss Rose ကစာကြည့်တိုက်မှာ Miss Rose is on the bus. Miss Rose က bus ကားပေါ်မှာ Miss Rose is in her room. Miss Rose ကသူမ၏အခန်းမှာ Miss Rose is at work. Miss Rose ကအလုပ်ထဲမှာ Miss Rose is next to Mr. John. Miss Rose က Mr. John ရဲ့ဘေးမှာရှိတယ် Miss Rose is behind Mr. John. Miss Rose က Mr. John ရဲ့အနောက်မှာရှိတယ်ဆိုပြီးတော့မှပြောလို့ရတယ်เนาะ At the library. On the bus, in her room, at work, next to Mr. John, behind Mr. John. Okay. So, diနေ့ကျတော့ဒီလောက်ပဲရှင် Okay ဆိုတော့ thank you for watching this video တကယ်လို့ဒီ video လေးတွေကိုကြိုက်နေတဲ့တဲ့ဆိုရင် like and follow လေးနဲ့အားပေးတော့ပါရှင် subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးနဲ့ next episode လေးတွေကိုလည်းမလို့ရလေအောင်subscribe လုပ်ပေးတော့ပါရှင် thank you for watching this video. Bye bye. Hi, this is Orchid. Today I'm going to share daily English basic conversation episode 6. ဒီနေ့မှာ Orchid က English အခြေခံစကားပြောကိုအခြေခံ English စကားပြောကိုအပိုင်း 6 အနေနဲ့လာပြီးတော့မှ sharing ပေးမှာဖြစ်ပါလေရှင် Okay ကြည့်လိုက်ကြဆို let's see. Okay ဒီနေ့မှာ am is are ဆိုတာဖြစ်သည်ရှိသည်ဖြစ်ရှင်ချိရှင်ဆိုတာကိုပြီးခဲ့တဲ့အပိုင်းတွေမှာရှင်းလင်းပြီးသွားပြီဖြစ်ပါတယ်ဆိုတော့ဒီဟာကိုသုံးပြီးတော့မှနောက်ထပ် WH question လို့ခေါ်တဲ့ကိုသွားချင်တာကိုသိချင်တဲ့နေရာကိုမသိတဲ့နေရာဘသူဘာဆိုတဲ့ဟာတွေကိုဥပမာယူပြီးတော့မှဘယ်လိုမျိုးမေးလို့ရလဲဆိုတာကိုဆက်လက်ပြီးတော့မှ sharing ပေးမှာဖြစ်ပါတယ်เนาะ Okay ကြည့်လိုက်ကြဆို where ဆိုတာက asks about places နေရာတွေအတောင်းကိုသိချင်တယ်နေရာကိုသိချင်တယ်ဘယ်နေရာလဲဆိုတာကိုသိချင်တယ်ဆိုရင် where ကိုသုံးပြီးတော့မှမေးလို့ရပါတယ်နောက်တစ်ခုက who asks about people လူတွေအတောင်းကိုမေးတာဖြစ်ပါတယ်လူဘသူလဲဘယ်ကလဲဘသူလဲဆိုရင်မေးချင်တယ်ဆိုရင် who ကိုသုံးပြီးတော့မှမေးလို့ရပါတယ်ချင်းနောက်တစ်ခုကျတော့ what ဆိုတာကဘာလဲဆိုတော့ asks about things အရာဝတ္ထုတွေရဲ့ကိစ္စအရာဝတ္ထုတွေအကြောင်းအရာတွေကိုသိချင်နေဆိုရင်သုံးတာပါရှင် Okay let's see the examples ဥပမာလေးတွေကိုကြည့်လိုက်ကြစို့ Okay where asks about places နေရာတွေကိုသိချင်တယ်ဘယ်မှာရှိတာလဲဘယ်မှာနေတာလဲဘယ်ကလဲဆိုရင် where ကိုသုံးပြီးတော့မှမေးရမှာပါရှင် where ဆိုတာနေရာကိုပြောတဲ့မိခွန်းဖြစ်ပါတယ်ဆိုတော့သူ့ရဲ့ question form ကမေးခွန်းပုံစံဘယ်လိုဖြစ်တာလဲဆိုရင် where ပြီးရင် verb လိုက်လာရတယ်เนาะ verb ပြီးမှပဲ subject လိုက်လာတယ်ဆိုရင် question form ဖြစ်ပါတယ်ရှင်ဥပမာဒီမှာဆိုရင် where are you နင်ဘယ်မှာရှိတာလဲ where are you ဆိုရင်အိမ်မှာရှိတယ်ဆိုရင် at home I'm at home at home ဆိုတာကနင်ဘယ်မှာရှိတာလဲအိမ်မှာလို့ဖြေလိုက်တာเนาะတကယ်လို့ကွာငါအိမ်မှာရှိတယ်လို့ကွာပြည့်ပြည့်စုံစုံဖြေချင်တယ်ဆိုရင် I'm at home Okay ဆိုတော့နောက်တစ်ခုကြည့်လိုက်ကြဆိုသူမဘယ်မှာရှိတာလဲလို့မေးချင်တယ်ဆိုရင်မိန်းကလေးတွေကိုကိုစားပြုတယ် she singular တဦးတစ်ယောက်တည်းပဲကိုစားပြုတယ် she ဆိုရင်သူမဘယ်မှာရှိတာလဲလို့မေးချင်တယ်ဆိုရင် where is she at school ကျောင်းမှာ
She's at school သူမကကျောင်းမှာပါသူကဘယ်မှာရှိလဲဆိုရင်ယောက်ျားကိုစားပြုပြီးတော့မေးထားတဲ့ singular လူတစ်ယောက်အသွဲဆိုရင် where is he at work အလုပ်မှာပါ at work he's at work သူကအလုပ်မှာပါ okay ဆိုတော့လူမဟုတ်တဲ့အရာတွေကိုမေးချင်နေဆိုရင်တစ်ခုတည်းသောအဟာကို singular ကိုမေးချင်နေဆိုရင် where is it အဲ့ဒါဘယ်မှာရှိတာလဲ where is it over there ဟိုမှာ over there လို့ညွှန်ပြီးတော့မှပြောလို့ရပါတယ်နော်ဟိုမှာရှိတယ်ဆိုရင်ဟိုမှာ is over there ဟိုမှာပါလို့ပြောလိုက်တာတကယ်လို့သူတို့တွေဘယ်မှာရှိတာလဲလို့မေးချင်နေဆိုရင် where are they in the classroom အတန်းထဲမှာ in the classroom they are in the classroom they are in the classroom သူတို့ကအတန်းထဲမှာပါလို့ပြန်ဖြေလို့ရတယ်နော် Okay who and what ကိုဘယ်လိုမျိုးသုံးလဲဆိုတာကို next episode မှာစောင့်ကြည့်ပေးသွားပါချင် Okay please keep following for the next episode sharing about how to use who and what in asking question if you like the video please like and share for supporting if you haven't subscribed yet please do subscribe for the next episode အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင် like and share နဲ့အားပေးတော့ပါချင်းဒီဗီဒီယိုလေးတွေကိုဒီ YouTube channel လေးတွေကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးနဲ့ next episode လေးတွေကိုစောင့်ကြည့်ပေးပါချင်း Okay thank you bye bye Hi this is Orchid today I will share daily English basis conversation episode 7ဒီနေ့မှာလည်းနောက်ထပ် episode 7 English အခြေခံစကားပြောလေးကိုဆက်လက်ပြီးတော့မှ sharing ပေးမှာဖြစ်ပါလိမ့်ရှင် Okay let's see Okay ဆိုတော့ပြီးခဲ့တဲ့အပတ်တုန်းက when ကိုဥပမာလေးနဲ့တကွာအသေးစိတ်ဘယ်လိုသုံးရတယ်ဆိုတာကိုတော့ sharing လုပ်ပြီးပြီဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာ who and what who ဆိုတာကဘာတူလဲလူတွေကိုသိချင်နေဆိုရင် who နဲ့သုံးပြီးတော့မှမေးလို့ရသလို what ဘာလဲအရာဝတ္ထုဘာလဲအမျိုးပေါ့နော်လူမဟုတ်တဲ့အရာလေးတွေကိုမေးချင်နေဆိုရင် what လေးတွေကိုသုံးလို့ရတယ်ဆိုတာကိုဥပမာလေးနဲ့တကွာကြည့်လိုက်ကြစို့ example နောက်တစ်ခုကြည့်လိုက်ကြစို့ who asks about people လူတွေအကြောင်းကိုမေးချင်နေလူတွေကိုမေးချင်နေဆိုရင် who ကိုသုံးပြီးတော့မှမေးရမှာပါရှင် who ဘာတူလဲလို့မေးချင်နေဆိုရင် who ကိုအစားရှိပြီးတော့မှ verb to be ပြီးရင် subject ဆိုရင်မေးခွန်းဖြစ်ပါတယ်နော် Okay ကြည့်လိုက်ကြစို့နေကဘာတူလဲလို့မေးချင်နေဆိုရင် who are you Okay a teacher ဆရာမတစ်ယောက်ပါ I'm a teacher ငါကဆရာမတစ်ယောက်ပါသူမကဘာတူလဲလို့မေးချင်နေဆိုရင် who is she Miss Rose လို့ခေါ်ပါတယ် she's Miss Rose သူမက Miss Rose ပါ Okay သူကဘာတူလဲလို့မေးချင်နေဆိုရင် who is he Okay a doctor ဆရာဝန်တစ်ယောက်ပါ he's a doctor သူကဆရာဝန်တစ်ယောက်ဖြစ်ပါတယ်သူကဆရာဝန်တစ်ယောက်ပါ Okay နောက်တစ်ခုသူတို့ကဘာတူတွေလဲလို့မေးချင်နေဆိုရင် who are they Okay students ကျောင်းသားတွေပါ they are students သူတို့တွေကကျောင်းသားတွေဖြစ်တယ်သူတို့တွေကကျောင်းသားတွေပါလို့ပြောတာเนาะ Okay ဆိုတော့ that ကိုအသုံးပြုပြီးတော့မေးလိုက်ကြစို့လက်ညှိုးချိုးပြီးတော့သူကဟိုဟာကဘာတူကြီးလဲဟိုလူကြီးကဘာတူကြီးလဲလို့မေးချင်တယ်ဆိုရင် who is that man who's that man who is that man my father ငါအဖေပါ he's my father သူကငါအဖေပါလို့ပေါ့နော်အဲ့လိုမျိုးဥပမာထားပြီးတော့မှပြန်ပြီးတော့မှပြောလို့ရတယ်ပေါ့နော် Okay ဆိုတော့နောက်တစ်ခုအနေနဲ့မစုလေးတစ်ခုအနေနဲ့ sharing ပေးမယ်နော် it is used for a singular pronoun that is not for people လူတွေမဟုတ်ဘူးဆိုရင်လူအမအပဆိုရင် singular တစ်ခုတည်းတော့နာမ်စားတွေကိုသုံးချင်နေဆိုရင် it ကိုသုံးရမှာဖြစ်ပါတယ်ရှင် Okay နောက်ဆုံး example လေးဥပမာလေးကိုကြည့်လိုက်ကြစို့ what asks about things အရာတွေကိစ္စကိုမေးချင်နေဆိုရင်ဘာလဲလို့မေးချင်နေဆိုရင် what ကိုသုံးပြီးတော့မှမေးရမှာဖြစ်ပါတယ်ရှင် Okay ဒါကဘာလဲဟိုဟာကဘာလဲဒါတွေကဘာလဲဟိုဟာတွေကဘာလဲလို့မေးချင်နေဆိုရင် what ကိုသုံးပြီးတော့မှမေးရမယ်နော် Okay ကြည့်လိုက်ကြစို့ဒါကဘာလဲဆိုရင် what is this a pen ဘောပင်တစ်ချောင်းဖြစ်တယ် is a pen အဲ့ဒါကဘောပင်တစ်ချောင်းဖြစ်တယ်လို့ဖြေတယ်နော် Okay what is that ဟိုဟာကဘာလဲလို့မေးတာ what is that a chopping board
shopping mall တစ်ခုဖြစ်တယ် that's a shopping mall အဲ့ဒါက shopping mall တစ်ခုဖြစ်ပါတယ် okay what are these ဒါတွေကကောပါလဲဒါတွေကပါလဲလို့မြင်နေဆိုရင် what are these pens ဘောပင်တွေဖြစ်တယ် they are pens အဲ့ဒါတွေကဘောပင်တွေဖြစ်တယ် okay ဟိုဟာတွေကပါလဲလို့မြင်ချင်နေဆိုရင် what are those what are those cats ကြောင်တွေဖြစ်တယ် they are cats သူတို့တွေကကြောင်တွေဖြစ်တယ်တဲ့ okay these that these and those ဘယ်လိုမျိုးကထားလဲဒီမှာကြည့်လိုက်ကြဆိုနော် okay this is my book ဒါကငါစာအုပ်ပါဆိုရင်လက်နဲ့ထိလိုက်ရတဲ့ဟာဒါကိုချက်ချင်းညွှန်ပြလို့ရတဲ့အရာမျိုးပေါ့နော်အုပ်တယ်ချိလို့ this is my book that is your book ဟိုဟာကနင်းရဲ့စာအုပ်ပါလို့ပြောတာနော် that is your book okay နောက်တစ်ခု these are my books ဒါတွေကငါစာအုပ်တွေပါဆိုတာတအုပ်ထက်မကတော့ပါဘူး these are my books those are your pencils those are your pencils ဟိုဟာတွေကနင်းရဲ့ခဲတံတွေပါဆိုတာဒါကိုကြည့်ပြီးတော့မှဘယ်လိုမျိုးသုံးလဲဆိုတာကိုဥပမာလေးယူပြီးတော့မှသုံးကြည့်ပါနော် okay ဒါကတော့ဒီနေ့အသက်ဗီဒီယိုလေးသင်ခန်းစာလေးဖြစ်ပါတယ်ရှင်တကယ်လို့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and follow လေးနဲ့အားပေးတော့ပါရှင် subscribe မလုပ်ရသေးဘူးဆိုရင်လည်း next episode လေးကိုလည်းမလို့ရလေအောင် subscribe လေးနဲ့လုပ်ပေးတော့ပါရှင် thank you for watching this video bye bye Hello, welcome back from Learn English with Orchid Channel. အားလုံးပဲမင်္ဂလာပါရှင် Learn English with Orchid Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာ Daily English Basic Conversation ကို episode အပိုင်း7အနေနဲ့ဆက်လက်ပြီးတော့မှ sharing ပေးမှာဖြစ်ပါတယ်ရှင် Okay ကြည့်လိုက်ကြပါစို့ Okay ဒီနေ့မှာဆိုရင် using have and has ချီပြီးပိုင်ဆိုင်မှုတွေကိုပြောချင်တဲ့အချိန်မှာ have and has ကိုသုံးရမှာဖြစ်ပါတယ်ဆိုပေမဲ့လည်းဒီ have and has ကဘယ်လိုမျိုးကွဲကွဲပြားပြားသုံးလေးချီလဲဆိုတာကိုကြည့်လိုက်ကြပါစို့ Okay have ချီပြီးပိုင်ဆိုင်မှုကိုပြတဲ့အချိန်မှာပြောပါတယ်ဆိုတော့ဒီ have ဆိုတာကြတော့ plural noun pronoun plural pronoun သို့မဟုတ် subject ပေါ့နော်ဒီပြုသူအများအမြင်ကအများဖြစ်တယ်သို့မဟုတ် first and second person လို့ခေါ်တယ်ဒီပထမနဲ့ဒုတိယလူတွေကပြောတဲ့ဟာဖြစ်တယ်ဆိုရင် have ကိုသုံးရမှာပါဘယ်လိုလူတွေလဲ I ကျွန်ုပ် you ခင်ဗျာ they သူတို့ we ငါတို့ဒီလိုစကားလုံးတွေ subject တွေနဲ့စတယ်ဆိုရင် have ကိုသုံးရမှာဖြစ်ပါတယ်ရှင်ဆိုတော့ဥပမာလေးတွေကိုကြည့်လိုက်ကြပါစို့ I ကျွန်ုပ် you ခင်ဗျာ they သူတို့we ငါတို့ဆိုတာကို have နဲ့သုံးရမယ်ဆိုတော့ I have a new book ငါမှာမဆုစာအုပ်တစ်အုပ်ရှိတယ် you have a new book မင်းမှာမဆုစာအုပ်တစ်အုပ်ရှိတယ် you have new books ဒါကြတော့ plural အတွက်သုံးတဲ့အတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့မှာမဆုစာအုပ်တွေရှိတယ်လို့အကျေပေးရပါတယ် they have new books သူတို့မှာမဆုစာအုပ်တွေရှိတယ် we have new books ငါတို့မှာမဆုစာအုပ်တွေရှိတယ် I have a new book. You have a new book. You have new books. They have new books. We have new books. Okay, နောက်တစ်ခုအနေနဲ့ကြတော့ has. Has ဆိုတာက singular subject သို့မဟုတ် third person ပြုသူအနေအမြင်ကအနေဖြစ်တယ်သို့မဟုတ်တတိယလူကပြောတဲ့မိန့်ခွန်းစကား sentence ဖြစ်တယ်ဆိုရင် has ကိုသုံးရမှာဖြစ်ပါတယ်ဘယ်လိုလူတွေလဲ he she it သို့မဟုတ် a name အမည်တစ်ခုတွေရှိတဲ့ဟာတွေဆိုရင် has ကိုသုံးရမှာဖြစ်ပါတယ်ဆိုတော့ဥပမာလေးတွေကိုကြည့်လိုက်ကြပါစို့ Okay he has a new book သူ့မှာမဆုစာအုပ်တစ်အုပ်ရှိတယ် She has a new book သူမမှာမဆုစာအုပ်တစ်အုပ်ရှိတယ် It has black color ၎င်းမှာအနက်သို့မဟုတ်အမဲရောင်ရှိတယ်လို့ပြောတာနော် Myanmar has many pagodas မြန်မာမှာဘုရားစီတွေအများကြီးရှိတယ်တဲ့ဆိုတော့ he she it ပြီးတော့အမည်တစ်ခုတည်း a name ဆိုတဲ့ဟာတွေဆိုရင် has နဲ့သုံးရမှာဖြစ်ပါတယ် He has a new book She has a new book. It has black color. Myanmar has many pagodas. ဆိုတော့ have and has ကအဓိပ္ပာယ်ကတူတယ်။သုံးပုံသုံးနည်းကကွဲပြားသွားတယ်ဆိုတာကို summarize လေးသူ့ရဲ့ကောင်းတဲ့ချက်လေးတွေကြည့်လိုက်ကြပါစို့ I have a Cambridge dictionary. It has dark blue and red cover. I have a Cambridge dictionary. It has dark blue and red cover. ငါမှာ Cambridge အဘိဓာန်တစ်ခုတအုပ်ရှိတယ်။၎င်းကအပြာနဲ့အနီရောင်အဖုံးရှိတယ်လို့ဆိုတာပါရှင်
You have a beautiful sister. She has sharp eyes. You have a beautiful sister. She has sharp eyes. မိမလာပါတဲ့အမတယောက်ရှိတယ်။သူမမှာတောက်ပတဲ့မျက်ဝန်းတစ်စုံရှိတယ်လို့ဆိုတာပါရှင်။ Okay, the last one. Mr. and Mrs. Johnson have a son. He has a toy. Mr. and Mrs. Johnson have a son. He has a toy. Mr. and Mrs. Johnson မှာသားတယောက်ရှိတယ်။သူ့မှာကစားစရာတစ်ခုရှိတယ်လို့ဆိုတာပါချင်း။ Okay ဒါလေးရဲ့ကြတော့ have and has ကသုံးပုံလေးကွဲပြားသွားတာကိုဒါလေးတွေကိုကြည့်ပြီးတော့မှဂျာနဲ့ဟာလေးတွေကိုလေ့ကျင့်ပြီးတော့မှကြည့်ပါချင်း။ Okay, thank you for watching this video. တကယ်လို့ဒီ video လေးကိုတိုက်နေတဲ့ဆိုရင် like and share လေးနဲ့အားပေးတော့ပါချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Bye bye. Hello, welcome back from Learn English with Orchid Channel. အားလုံးပဲမင်္ဂလာပါရှင်။ Learn English with Orchid Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့အတွက်တော့ Daily English Basic Conversation Episode 9ကို sharing ပေးမှာဖြစ်ပါတယ်။ဆိုတော့ Episode 9မှာဘာတွေပါလဲဆိုတော့ကြည့်လိုက်ကြပါစို့။ Okay, let's see. Episode 9မှာဆိုရင် adjective ဆိုတော့နာမဝိသေသနအကြောင်းကိုလေ့လာရမှာဖြစ်ပါတယ်။နာမဝိသေသနကိုဘယ်လိုနေရာမှာသုံးတာလဲပြီးတော့မှနာမဝိသေသနကိုသုံးမယ်ဆိုရင် verb to be ကိုမပါမဖြစ်သုံးရမှာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်သူ့ရဲ့ဖွဲ့စည်းပုံကြတော့ be plus adjective လို့ခေါ်ပါတယ်နော်။ be plus adjective လို့သုံးရမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ noun ကိုက modify ပြချင်တဲ့အချိန်ကြဆိုရင်လည်း adjective ကိုသုံးပါတယ်။ adjective plus noun ကိုသုံးတဲ့အချိန်မှာဆိုရင်လည်း verb to be ကမပါမဖြစ်သုံးမှာဖြစ်ပါတယ်ရှင်။ဆိုတော့ဥပမာလေးတွေကိုကြည့်လိုက်ကြပါစို့။ Okay, be plus an adjective အကြောင်းလေးကိုအရင်ကြည့်လိုက်ကြပါစို့ be ဆိုတာကကြတော့ verb to be ကိုဆိုလိုတာပါရှင် verb to be ဆိုတော့ဒီ verb to be မှာသူ့ရဲ့ basis မှာဆိုရင် am is are ဆိုတဲ့ဒီစကားလုံးသုံးလုံးဒီ verb ကရိယာသုံးလုံးပါပါတယ်ရှင်ဆိုတော့ an adjective နာမဝိသေသနတစ်ခုနဲ့ဒီကရိယာတွေနဲ့သုံးသွားတဲ့ပုံစံလေးတွေကိုကြည့်ရမှာဖြစ်ပါတယ် Okay, so our basic grammar structure. သူ့ရဲ့အခြေခံတရားဖွဲ့စည်းပုံဆိုတော့ adjective ဆိုတာနာမဝိသေသနကိုပြောတာပါမမြင်နိုင်ကိုင်တွယ်လို့လည်းမရတဲ့အရာမျိုးတွေကိုဆိုလိုတာပါနာမဝိသေသနဆိုတာကလွယ်လွယ်နဲ့မှတ်မယ်ဆိုရင်ခံစားချက်တွေကိုယ့်ရဲ့ထင်မြင်ချက်တွေကိုဖော်ပြတဲ့စကားလုံးတွေကိုဆိုလိုတာဖြစ်ပါတယ်ရှင်ဆိုတော့ be plus adjective ပေါ်သူရဲ့ဖွဲ့စည်းပုံလေးရဲ့ကြတော့ adjective ကိုသုံးတော့မယ်ဆိုရင် be ကိုမပါမဖြစ်သုံးရမှာဖြစ်ပါတယ် be ထဲမှာဆိုရင် am is are ရှိတယ်ဆိုတော့ဒီ am is are ဆိုတာ be ရဲ့အဖွဲ့အစည်းတွေဖြစ်တယ်ပြီးတော့သူ့ရဲ့အကျိပ္ပယ်ကအတူတူပါပဲတို့ပေမဲ့လည်းဒီ subject ပေါ်မှာပြောတဲ့သူပြုတဲ့သူပေါ်မှာမူတည်ပြီးတော့မှ am is are ကသုံးပုံကွဲပြားသွားတယ်ဆိုတာကိုပြီးခဲ့တဲ့ episode တွေမှာလည်း sharing ပြီးပြီဖြစ်ပါတယ်ရှင် Okay ဆိုတော့သူ့ရဲ့ဥပမာလေးတွေကိုကြည့်လိုက်ကြပါစို့ဆိုတော့ကနာမဝိသေသနဆိုတာဘယ်နံသူမဟုတ်နံစားနဲ့ပဲတွဲတုံဗမာနာပြောင်းလဲမသွားပါဘူးသူကြတော့ subject နဲ့ verb သုံးတာမှန်ဖို့ကအဓိကပဲဖြစ်ပါတယ်ရှင်ဆိုတော့ဥပမာ Miss Rose is pleasingဆိုတာနှစ်သက်စရာကောင်းတယ်လို့ပြောတာဆိုတော့ Miss Rose is pleasing ဆိုတော့ Miss Rose ကတယောက်တည်းဖြစ်တယ်ဆိုတော့ singular verb ဖြစ်တဲ့ is ကိုသုံးတယ်တို့ပေမဲ့လည်းဒီ Miss Rose နေရာမှာလူကအများကြီးလည်းဖြစ်နိုင်တယ်နည်းနည်းလေးပဲဖြစ်ဖြစ်များလေးပဲဖြစ်ဖြစ်တယောက်ထက်မကတာပဲဖြစ်ဖြစ်ဒီအနောက်မှာရှိတဲ့ adjective တွေရဲ့ပမာဏကပြောင်းလဲသွားတာမဟုတ်ပါဘူးပြောင်းလဲမသွားပါဘူးပြီးတော့မှသူကရေသွက်လို့ရတဲ့အဟာမဟုတ်တဲ့အတွက်ကြောင့်မလို့နာမဝိသေသနကဘာမှပြောင်းလဲမသွားပါဘူးဒီအချိတ်က subject နဲ့ verb ကိုဒါအဓိကမှအောင်သုံးပေးရမှာဖြစ်ပါတယ်ဥပမာ Miss Rose is pleasing Okay ဆိုတော့ pleasing ဆိုတာနှစ်သက်စရာကောင်းတော့လို့အဓိပ္ပာယ်ရပါတယ်ရှင်မြန်မာကျောင်းထဲမှာဆိုရင်ကိုရင်းငယ်တုန်းကလေ့လာခဲ့ပူတဲ့ပုံစံအရဆိုရင် adjective ဆိုရင်နာမဝိသေသနဆိုရင်မြန်မာဘာသာပြန်တဲ့အချိန်မှာတော့နဲ့စုံတော့အရာတွေဆိုရင် adjective လို့တော့မှတ်ခဲ့တာပေါ့နော်ဒါပေမဲ့နောက်တနည်းအနေနဲ့မှတ်လို့ရအောင်ဆိုတာဘယ်လိုလဲဆိုတော့ adjective ဆိုတာကကြတော့ကင်တွယ်လို့မရတဲ့ဟာမြင်လည်းမမြင်နိုင်တဲ့ဟာခံစားချက်နဲ့ဒီလိုမျိုး sense တွေနဲ့ပေါ့နော်ဒီအင်္ဂါ၅ပါးနဲ့ sense တွေနဲ့ထိတွေ့ပြီးတော့မှခံစားရတဲ့ဟာidea တွေနဲ့ဆိုင်တဲ့ဟာတွေပေါ့နော်အဲ့ဒီဟာကို adjective လို့ဆိုတဲ့အတွက်ကြောင့်မို့သူကရေးသွားလို့မလဲမရဘူးသူ့မှာ singular plural ဆိုတာလည်းမရှိဘူးဆိုတဲ့အတွက်ကြောင့်မလို့သူ့ရဲ့မူရင်း adjective လေးအတိုင်းပဲသုံးရင်ရပါပြီရှင်Okay ဆိုတော့ pleasing ဆိုတာနှစ်သက်စရာကောင်းတော့လို့အဓိပ္ပာယ်ရပါတယ် beautiful ဆိုတာလှပတော့ gorgeous ဆိုတာအလွန်လှပတော့လို့ဆိုလိုပါတယ် stunning
stunning ဆိုတာယဉ်သက်ချွမောဖွယ်လာတော့အလားပါတရားတွေရှိတဲ့သူကိုဆိုလိုတာပါ stunning ယဉ်သက်ချွမောဖွယ်လာတော့ကောင်းတော့ cute ဆိုတာဆရာကောင်းတော့ attractive ဆိုတာဆွဲဆောင်မှုရှိတော့ pretty ဆိုတာလာပါတော့ဒါကိုစနစ်တစ်ခုအနေနဲ့တည်ဆောက်မယ်ဆိုရင်Miss Rose is pleasing. Miss Rose ကနေတဲ့ဆရာကောင်းတယ်လို့ပြောတာနော် Miss Rose is beautiful. Miss Rose ကလာပါတယ်လို့ပြောတာ Miss Rose is gorgeous. Miss Rose ကအလွန်လာပါတယ်လို့ပြောတာပါ Miss Rose is stunning. Miss Rose is stunning. Miss Rose ကရင်သက်ချွမှုပဲကောင်းအောင်လာပါတယ်လို့ပြောတာပါ Miss Rose is cute. Miss Rose is cute. စစ်စရာကောင်းတယ်လို့ပြောတာနော်Miss Rose ကချစ်စရာကောင်းတယ်လို့ပြောတာပါရှင် Miss Rose is attractive ဆိုတာဆွဲဆောင်မှုရှိတယ်လို့ပြောတာပါ Miss Rose is pretty လာပါတယ်လို့ဆိုတာပါရှင်ဆိုတော့သူက subject နဲ့ပြုသူနဲ့ verb ကိုအဓိကသုံးပေးတာနဲ့လုံလောက်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဥပမာဆိုရင် I ဆိုရင် am နဲ့သုံးရမှာဖြစ်ပါတယ် you ဆိုရင် are နဲ့အမြဲတမ်းသုံးရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာ plural ဖြစ်တဲ့အများပေါ့နော်ပြုသူကအများ we ဆိုတာငါတို့ they ဆိုတာကသူတို့လို့ပြောတဲ့အတွက်ကြောင့်မလို့ verb ဆိုရင် are နဲ့သုံးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဒီစကားလုံးကိုကွာ adjective နဲ့တွဲတော့မယ်ဆိုရင်They are pleasing. We are beautiful. You are gorgeous. I am stunning. Okay. You are cute. We are attractive. They are pretty. ဆိုပြီးတော့မှသုံးလို့ရပါတယ်ရှင်ဆိုတော့နာမဝိသေသနာစကားလုံးလေးတွေများသိထားလေးများပို့ပြီးတော့မှပုံဖော်ပြီးတော့ပြောနိုင်လေးဖြစ်ပါတယ်ရှင် Okay ဆိုတော့ဒီဟာကိုမလှဘူးဥပမာဆိုပါဆိုနှစ်သက်စရာမကောင်းဘူးမလှဘူးပေါ့နော်ဆွဲဆောင်မှုမချစ်ဘူးဆိုတဲ့ဟာလေးကိုဘူးလို့ညင်တဲ့အချိန်ကျရင် not ကိုသုံးတာနဲ့လုံလောက်ပါတယ်ဥပမာဆိုရင် Miss Rose is ဆိုတဲ့နေရာမှာဘာလို့ဆိုတော့ not ဆိုတာအငင်းစကားလုံးဖြစ်တဲ့အတွက် verb to be ရဲ့အနောက်မှာတွဲတုံရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Miss Rose is not pleasing ဆိုတော့ Miss Rose ကနှစ်သက်စရာမကောင်းဘူးလို့အဓိပ္ပာယ်ရပါတယ်ရှင်ဆိုတော့ Iဆိုတာ am နဲ့သုံးတဲ့အတွက်ကြောင့်မလို့ I am not beautiful ငါမလှဘူးလို့ပြောတာပါနော် You are not gorgeous နင်ကအလွန်မလှပဘူးလို့အဓိပ္ပာယ်ရပါတယ်ရှင်ဆိုတော့ညင်းချင်တယ်ဆိုရင် not ကို but verb to be ရဲ့အနောက်မှာ not ကိုထည့်လိုက်တာနဲ့ဒါကအငင်းစကားလုံးအငင်းဝါကျဖြစ်သွားတယ်နော်Okay ဆိုတော့နောက်ဥပမာလေးတစ်ခုကိုဆက်ကြည့်လိုက်ကြပါစို့နောက်တစ်ခုကျတော့ be ကရိယာပြီးရင် an adjective ဆိုတာကနာမဝိသေသနကိုသုံးတယ်ပြီးရင် plus noun ဆိုတော့ဒီနားမှာကျတော့ဒါ an adjective ဆိုတာ adjective အဓိကပြောတာမဟုတ်ပဲねဒီ adjective ကို noun နဲ့တွဲသုံးတဲ့အချိန်ကျရင် noun ဆိုတာ noun ဆိုတာအမည်တွေကိုပြောတာเนาะဒီအမည်တွေနဲ့တွဲသုံးတဲ့အချိန်မှာဆိုရင်ဒီ adjective က noun ကို modify လုပ်ပေးတယ်လို့ခေါ်လို့ဆိုလိုတာပါရှင်ဘယ်လိုလဲဆိုတော့ကြည့်လိုက်ကြစို့ဥပမာဆိုရင် Okay ဆိုတော့ verb to be ပြီးရင် adjective လာတယ်ပြီးရင် noun လာတယ်ဆိုရင်သူ့ရဲ့ဖွဲ့စည်းပုံဒီလိုပေါ့ဒါပေမဲ့ဒီ adjective ကျတော့သူတည်တံ့ချင်ရက်တည်တာမဟုတ်ဘဲနဲ့သူကကျတော့ noun ကို modify လုပ်ပေးတာဖော်ပြပေးတာပေါ့နော် noun ကိုပုံဖော်ပေးတဲ့ adjective ဖြစ်ပါတယ်ဒါကို noun ကို modify လုပ်တဲ့ adjective လို့ခေါ်ပါတယ်ရှင်ဆိုတော့ဥပမာလေးတွေကိုကြည့်လိုက်ကြပါစို့ဥပမာဆိုရင် Miss Rose is a pleasant girl ဆိုတော့ဒီမှာအစောနာကပြောထားတယ်နာမဝိသေသနာဆိုတာကပုံတံတွေပမာဏတွေပြောင်းလဲမသွားဘူးဒါပေမဲ့ဒီ adjective ကို noun နဲ့တွဲသုံးတဲ့အချိန်မှာဒါ adjective တိုင်းရဲ့အဓိပ္ပာယ်မရှိတော့ပါဘူးဒါကြတော့ noun ဖြစ်သွားတာပေါ့နော်ဆိုတော့ဒါကြတော့လာပါတဲ့နှစ်သက်စရာကောင်းသောမိန်းကလေးတယောက်လို့ဆိုလိုတဲ့အတွက်ကြောင့်မလို့နှစ်သက်စရာကောင်းသောမိန်းကလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ Miss Rose is a pleasant girl ဆိုတော့ဒါ noun ဖြစ်သွားတာဖြစ်ပါတယ်ရှင်ဆိုတော့နောက်တစ်ခုကျတော့ beautiful girl Miss Rose is a beautiful girl Miss Rose ဆိုတာကလာပါတော့မိန်းကလေးတယောက်ဖြစ်တယ် Miss Rose is a gorgeous lady Miss Rose ကအလွန်လာပါတော့မိန်းကလေးဖြစ်တယ် Miss Rose is a cute girl Miss Rose ကချစ်စရာကောင်းသောမိန်းကလေးဖြစ်တယ် Miss Rose is an attractive womanဆွဲဆောင်မှုရှိတော်မိန်းကလေးတယောက်ဖြစ်တယ်လို့ဆိုလိုတာပါဆိုတော့ဒီမှာတရရှိတယ် EEIO လို့ဆိုတဲ့ဒီတရရှိနေတယ်ဆိုရင် A ကိုသုံးလို့မရပါဘူး
အတိပ္ပယ် A နဲ့ N ကအတိပ္ပယ်ရှင်တူတယ်ဆိုပေမဲ့လည်းတရကိုတွေ့တယ်ဆိုရင် A အစား N ကိုအစားထိုးသုံးပေးရမှာဖြစ်ပါတယ်ဆိုတော့ Miss Rose is an attractive woman Miss Rose ကဆွဲဆောင်မှုရှိတော်မိန်းကလေးတစ်ယောက်ဖြစ်တယ် Miss Rose is a pretty girl လာပါတော်မိန်းကလေးတစ်ယောက်ဖြစ်တယ်လို့ဆိုလိုတာပါချင်း okay ဒီလေကြဆို Miss Rose is a pleasant girl Miss Rose is a pleasant girl Miss Rose is a beautiful girl Miss Rose is a beautiful girl Miss Rose is a gorgeous lady Miss Rose is a gorgeous lady Miss Rose is a cute girl Miss Rose is a cute girl Miss Rose is an attractive woman Miss Rose is an attractive woman Miss Rose is a pretty girl Miss Rose is a pretty girl okay ဆိုတော့ဘူးလို့ညင်းချင်နေဆိုရင်ဒါလည်းအတူတူပဲ is ရဲ့အနောက်မှာ not ကိုထည့်ရတယ်နော်ဆိုတော့ Miss Rose is not a pleasant girl okay I am not a beautiful girl you are not a gorgeous lady အဲ့လိုမျိုးသုံးရမှာဖြစ်ပါတယ်ရှင် okay ဆိုတော့နောက်တစ်ခုကြည့်လိုက်ကြပါစို့ active ကိုဘယ်လိုနေရာမှာသုံးလဲအဲ့ဒီ active ကိုအလွန်အမင်းလို့ပြောချင်တဲ့အချိန်ကျရင်သူ့ရဲ့ပုံပန်းတံတွေပုံတံတွေခန်းစားချက်တွေကိုမြင့်မြင့်မားမားလေးပြောချင်တဲ့အချိန်ဆိုရင် very လို့ခေါ်တယ်အလွန်အမင်းဆိုတဲ့အဲ့ဒီစကားလုံးကိုသုံးပြီးသုံးလို့ရပါတယ်ရှင် okay ဥပမာဆိုရင်verb to be being very active ဆိုပြီးတော့သုံးရပါတယ်ဆိုတော့ဥပမာလေးတွေကိုကြည့်လိုက်ကြပါစို့ဥပမာဆိုရင် Miss Rose is being very လိုက်လာတဲ့အတွက် very beautiful Miss Rose ကအလွန်လှပတယ်လို့အဓိပ္ပာယ်ရတယ်နော် Miss Rose is very cute အလွန်ချစ်ဖို့ကောင်းတယ်လို့ဆိုလိုတာပါ Miss Rose is very hungry Miss Rose ကအလွန်ပိတ်စာတယ်လို့ဆိုလိုတာပါ Miss Rose is very tired အလွန်ပင်ပန်းတယ်လို့ဆိုလိုတယ်နော် Miss Rose is very attractive အလွန်ဆွဲဆောင်မှုရှိတယ်လို့ဆိုလိုတာပါရှင်ဒါကို Miss Rose is very beautiful Miss Rose is very beautiful very beautiful Miss Rose is very cute. Miss Rose is very cute. Very cute. Very cute. Miss Rose is very hungry. Miss Rose is very hungry. Very hungry. Very hungry. Miss Rose is very tired. Very tired. Very tired. Miss Rose is very attractive. Attractive. Very attractive. Okay ဆိုတော့ဒီနေရာမှာ Miss Rose နေရာမှာကွာ subject နဲ့ verb ကိုပဲအဓိကထားပြီးတော့မှအစားထိုးပြောလို့ရပါတယ် I am very beautiful You are very beautiful We are very beautiful They are very beautiful ဆိုပြီးတော့သုံးလို့ရပါတယ်ရှင်ဆိုတော့ဒီမှာသူ့ကို advanced စကားလုံးအနေနဲ့အစားထိုးပြီးတော့သုံးလို့ရပါတယ်ပို့ပြီးတော့အစင်းမြင့်စီချင်တဲ့ကို very ကိုမသုံးဘဲနဲ့တခြားသူ့ရဲ့ synonym အဓိပ္ပာယ်တူတဲ့စကားလုံးလေးတွေကိုသုံးလို့ရပါတယ်ဥပမာဆိုရင် very beautiful အစား gorgeous ကိုသုံးလို့ရပါတယ်ရှင်အဓိပ္ပာယ်ကတော့အတူတူပါပဲအလွန်အမင်းဆိုတဲ့ very အစားကိုgorgeous နဲ့အစားထိုးသုံးတာဖြစ်ပါတယ်ရှင် very beautiful အစား gorgeous ကိုအစားထိုးသုံးလို့ရပါတယ် very cute အစား adorable adorable အလွန်ချစ်စရာကောင်းတော့ဆိုတာကိုသုံးလို့ရပါတယ် very hungry very hungry အလွန်စားလောင်တော့ဆိုတာကို starving starving အလွန်စားလွန်တော့ငတ်မွတ်တော့ဆိုတာနဲ့အစားထိုးသုံးလို့ရပါတယ် very tired very tired အလွန်ပင်ပန်းတော့ဆိုတာကို exhausted exhausted ဆိုတာနဲ့အစားထိုးသုံးရပါတယ် very attractive very attractive ဆိုတာကို charming charming နဲ့အစားထိုးသုံးလို့ရပါတယ်ရှင် okay ဆိုတော့active မှာဆိုရင် active ကိုသုံးတော့မယ်နာမဝိသေသနကိုသုံးတော့မယ်တွေ့တယ်ဆိုရင်ဒီ verb to be ကမပါမဖြစ်သုံးရမှာဖြစ်ပါတယ် verb to be ဆိုတာက
am is are ကိုပြောတာဖြစ်ပါတယ်ရှင်ဆိုတော့ adjective ကိုဘယ်လိုဘယ်နေရာမှာသုံးလို့ရလဲဆိုရင် be plus adjective simple adjective ကိုသုံးလို့ရတယ်လို့ adjective ကို noun နဲ့တွဲပြီးတော့မှ noun ကိုအမည်ကို modify လုပ်ပေးတဲ့ noun တစ်ခုအနေနဲ့လည်းသုံးလို့ရပါတယ်ပြီးရင်နောက်ဆုံးတစ်ခုကျတော့ adjective ကို very နဲ့တွဲပြီးတော့မှအလွန်အမင်းသူ့ရဲ့ degree ကိုမြင့်ချင်တယ်ဆိုရင် very နဲ့တွဲပြီးတော့သုံးလို့ရပါတယ်ရှင်ဆိုတော့ very adjective ကိုပြောတဲ့အချိန်မှာသူ့ရဲ့ synonym တွေ advanced စကားလုံးတွေလည်းအဆုံးမှာတော့ကပေးထားတဲ့အတိုင်းသုံးလို့လည်းရပါတယ်ရှင်ဆိုတော့ Thank you for watching this video တကယ်လို့ဒီ video လေးတွေကိုကြိုက်နေတဲ့ဆိုရင် like and share နဲ့အားပေးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Thank you bye bye Hello welcome back from Learn English with OK channel အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့အတွက်တော့ Daily English Basic Conversation episode 10အကြောင်းလေးကိုဆက်လက်ပြီးတော့မှ share ပေးမှာဖြစ်ပါတယ်ရှင် OK ကြည့်လိုက်ကြပါစို့Okay, episode 10 အတွက်ဒီကနေ့လေ့လာရမယ့်အကြောင်းကတော့ frequency of verbs လို့ခေါ်တဲ့အချိန်နှုန်းပြကရိယာဝိသေသနာအကြောင်းလေးတွေကို share ပေးမှာဖြစ်ပါတယ်ဆိုတော့ကိုစကားပြောတဲ့အချိန်ကျရင်ဒီ frequency of verb တွေကိုဘယ်လိုသုံးရတယ်ဒီကိုရဲ့စကားလုံးလေးတွေကိုဘယ်လိုမျိုးလလပပနဲ့ပြောလို့ရတယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့မှ sharing ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Okay, let's see ကြည့်လိုက်ကြပါစို့Okay, frequency of verb ကဘယ်လိုသုံးရလဲဆိုတော့ frequency of verb ရဲ့သူ့ရဲ့ basic grammar structure ကကြတော့ frequency of verb သုံးပြီးမှပဲ verb လာတယ်။တနည်းအားဖြင့် simple present tense လို့ခေါ်တယ်။ verb 1လို့လည်းခေါ်တယ်။ဒီကရိယာ simple ပြစ္ဆုတ်ပံကာလပြကရိယာတွေရဲ့ခြေမှာထားပြီးတော့မှသုံးရမှာဖြစ်ပါတယ်။သူ့ရဲ့ပုံစံဘယ်လိုလဲဆိုတော့ frequency of verb လာတယ်ပြီးမှပဲ simple present tense သို့မဟုတ်တနည်းအားဖြင့် verb 1သို့မဟုတ် verb ကရိယာလိုက်လာရမှာဖြစ်ပါတယ်ဆိုတော့ frequency of verb ဆိုတာဘယ်လိုမျိုးဟာတွေလဲဆိုတာကိုကြည့်လိုက်ကြပါစို့ frequency of verb ဆိုတာက Okay တော့အမြဲတမ်းပြောနေတယ်စကားပြောတဲ့အချိန်မှာအမြဲတမ်းသုံးနေတယ်ဒါပေမဲ့တတိမချမိတဲ့ဟာလေးတွေပေါ့နော်ဥပမာဆိုရင် always အမြဲတမ်း always Okay နောက်တစ်ခုကြတော့ usually များသောအားဖြင့်လို့အဓိပ္ပာယ်ရတယ်နော်နောက်တစ်ခုကြတော့ often ဒီမှာဆိုရင် often လို့အတန်ထွက်တယ် t ဆိုတာရော့မြုပ်ထားတယ်နော် t အတန်ရော့မထည့်ဘဲနဲ့ often လို့အတန်ထွက်ရမှာဖြစ်ပါတယ်ဒါမှအတန်ထွက်အမှန်ဖြစ်တယ်နော် often မကြာခဏလို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကြတော့ sometimes တခါတရံလို့အဓိပ္ပာယ်ရပါတယ်ဆိုတော့ sometimes မှာ s အတန်ပါအောင်ပြောရမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကြတော့ seldom ဆိုတာကတော်ရုံလေးလို့ပြောတာပါနော် Okay နောက်တစ်ခုကြတော့ rarely ခြားပါလို့အဓိပ္ပာယ်ရပါတယ်နောက်ဆုံးတစ်ခုကြတော့ never v ဆိုတဲ့အတန်လို့သူ့အတန်ကလို့အတန်ထွက်တဲ့အတွက်ကြောင့်မလို့သူ့ကိုအတန်နည်းနည်းလေးဖြည့်ပြီးတော့ပြောမှာ never ဘယ်တော့မှလို့အဓိပ္ပာယ်ရပါတယ်ရှင်ဆိုတော့ဒီနားလေးမှာကြည့်လိုက်နေဆိုရင် always ဆိုရင်မားလေးချိတဲ့ဟာကြတော့ s ကိုမိကျန်တတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ always ဆိုတာ s ကိုပါအောင်ပြောရမှာဖြစ်ပါတယ်အတန်မှာလေး s ကိုပါအောင်ပြောရမယ်အချိန်ကြမှာပဲကိုစာရေးတဲ့အချိန်ကြရင်လည်း s ပါတယ်ဆိုတာလေးကိုသိထားမိဖြစ်ပါတယ် always အမြဲတမ်း usually များသောအားဖြင့် often မကြာခဏ sometimes ဒီ sometimes မှာလေး s ပါတယ်နော် sometimes တခါတရံ seldom တော်ရုံ rarely ခြားပါ never ဘယ်တော့မှလို့အဓိပ္ပာယ်ရပါတယ်ရှင်Okay ဥပမာလေးတွေကိုကြည့်လိုက်ကြစို့ frequency of verb က verb မတိုင်ခင်လာရတယ်ဆိုတော့အဲ့ဒီ verb က subject ပြီးရင် verb လိုက်လာတဲ့အတွက်ကြောင့်မို့စကားပြောတဲ့အချိန်ကြဖြစ်စာရေးတဲ့အချိန်ကြဖြစ် subject သူ့ရဲ့ structure အမှန်အပြည့်အစုံကြတော့ subject လာတဲ့ပြုသူလို့ခေါ်တယ်နော် subject မှာ noun လေးဖြစ်နိုင်သလို pronoun လေးဖြစ်နိုင်တယ်ပြီးရင် frequency of verb လိုက်လာတယ်ပြီးရင် verb လိုက်လာတယ်နော် Okay ဆိုတော့ဘယ်လိုမျိုးလဲဥပမာလေးတွေကြည့်လိုက်ကြစို့Bob always eats breakfast. မနက်တိုင်းမနက်စာစားတယ်လို့ပြောတာ Bob ကမနက်တိုင်းမနက်စာစားတယ်လို့ပြောတာ Okay နောက်တစ်ခုကျတော့ Mary usually eats breakfast.
Okay, now the quiz are they often watch TV at night. They often watch TV at night. Okay, number D Tom sometimes watches TV. Tom sometimes watches TV. Okay. Yampan kama TV today. Look so no. Okay, number E I seldom watch TV. I seldom watch TV. Okay. TV တော့ကြည့်တယ်ဒါမဲ့တော်ယုံလောက်ပဲကြည့်တယ်လို့ဆိုတော့ပါနော် I rarely drink milk I rarely drink milk I rarely drink milk ငါတော့တောက်လိမချိဘူးပေါ့နော်ချာပါပါဆိုတော့တောက်လိမချိဘူးမတောက်လို့ဘူးလို့အဓိပ္ပာယ်ရတာနော် Okay နောက်တစ်ခုကျတော့ I never eat paper I never eat paper ငါဘယ်တော့မှစက်ကူမစားဘူးလို့ပြောတာနော် I never eat paper Okay ဆိုတော့သူ့ရဲ့ချိန်နှုန်းလေးနဲ့ကြည့်လိုက်ကြစို့အဲ့ဒီမှာ frequency of verb ကိုဗမာစကားလုံးလေးနဲ့တော့ကိုကမှတ်လိုက်ပြီဒါပေမဲ့ဘလောက် degree လောက်မှာကိုလှုပ်တဲ့ချိန်နှုန်းကဘလောက် degree လောက်မှာဘယ်ဟာကိုသုံးရင်ပို့ပြီးတော့တင့်တော်လေးဆိုတာကိုဒီဟာလေးနဲ့ကြည့်ပြီးတော့မှသုံးနိုင်ပါတယ်ရှင် Okay တရားရခိုင်နှုန်းပေါ်မှာတွက်လိုက်ကြစို့အခောက်တရားမှာဘယ်တော့မှမလှုပ်တဲ့ဟာဘယ်တော့မှမတော်တယ်မလှုပ်တယ်မစားတယ်မလှုပ်တဲ့ဟာတွေဆိုရင် never နဲ့သုံးပြရမှာ never ဘယ်တော့မှ Okay နောက်တစ်ခုကျတော့အခောက်တရားမှာတစ်ကြိမ်ကနေ10ခောက်ကြာဆိုရင် rarely နဲ့သုံးရမှာဖြစ်ပါတယ် rarely Okay ပြီးရင်9ခောက်နဲ့10ခောက်ကြာဆိုရင် seldom Okay 25နဲ့85ခောက်အကြာဆိုရင် sometimes Okay ပြီးရင်နောက်တစ်ခုကျတော့85ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းဆိုရင် often Okay နောက်တစ်ခုကျတော့90ကနေ99ရာခိုင်နှုန်းဆိုရင် usually Okay အခောက်100မှာ100လုံးလုံးလုပ်တယ်ဆိုရင် alwaysဆိုတော့ဒီဟာလေးတွေကိုကြည့်ပြီးတော့မှကိုယ့်ရဲ့အကျင့်လုံးကိုယ့်ရဲ့အလေးအကျင့် habits လေးတွေကိုပြောချင်နေဆိုရင်ဒါလေးတွေကိုမှန်မှန်လေးစူးစမ်းပြီးတော့သုံးကြည့်နော်ဆိုတော့ကိုပြောလိုက်တဲ့ဟာကကိုယ့်ရဲ့အလေးအကျင့်ကဘယ်လိုချိတယ်ဆိုတာနားထောင်တဲ့လူတွေကနေပြီးတော့မှလေသူတို့ကခက်မှန်ပြီးတော့သိနိုင်ချိတာပေါ့နော်ခက်မှန်ပြီးတော့လည်းသိနိုင်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ frequency of verb လေးတွေကိုမှန်မှန်လေးစူးစမ်းသုံးပေးကြပါနော် Okay သုံးလိုက်ကြပါနော် Okay ဆိုတော့exercise လေးကြည့်လိုက်ကြစို့ exercise လေးကဘယ်လိုလဲဆိုတော့ frequency of verb ပြီးမှပဲကရိယာ verb လိုက်လာတဲ့အတွက်ကြောင့်မလို့ဒီမှာရှိတယ် always often never rarely seldom sometimes usually Okay ဆိုတော့ဒီမှာဒါကျတော့တပတ်စာနဲ့တွက်ထားတယ်တပတ်စာနဲ့လေ့ကျင့်ခံဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္ဂနွေကနေစနေအကြားဆိုတော့9ရက်ပေါ့နော်9ရက်မှာ9ရက်လုံးလုပ်တယ်ဆိုရင် तू ကalways ပေါ့နော်ဆိုတော့ always ဆိုရင်အတိုင်းတာတရားရခိုင်နှုန်းမှမဟုတ်ဘူးကိုပြောချင်တဲ့ရဲ့အတိုင်းအတာလေးနဲ့ကိုပြောလို့ရတယ်နော် Okay ဥပမာဆိုရင်ဒါကျတော့တပတ်စာအတွက်ပြောတာဥပမာဒီမှာဆိုရင် drinks tea with lunch နေ့လယ်စာကိုလက်ဖက်ရည်နဲ့တောက်တယ်လို့ပြောတာနေ့လယ်စာစားရင်လက်ဖက်ရည်တောက်လေးချိတယ်လို့ပြောတာနော်Okay ဆိုတော့ဒီမှာတပတ်မှာ9ရက်ရှိတယ်9ရက်လုံးတောက်တယ်ဆိုတော့ဒါက always ဖြစ်မယ် and always drinks tea with lunch and ကနေ့လယ်စာအမြဲတမ်းကော်ဖီလက်ဖက်ရည်နဲ့တောက်တယ်လို့ပြောတာနော် Okay ဆိုတော့နောက်တစ်ခုနံပါတ်2ကဟော9ရက်မှာ6ရက်လုပ်တယ်ဆိုရင်ဘာဖြစ်မလဲ Okay ကြည့်လိုက်ကြစို့ usually နဲ့သုံးအောင်မှာဖြစ်ပါတယ် Bob usually drinks tea with lunch Bob usually drinks tea with lunch Okay နံပါတ်3ကကျတော့ Maria ဆိုတော့တပတ်မှာ9ရက်လောက်တောက်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ often မကြာခဏပေါ့နော် Maria often drinks tea with lunch Maria often drinks tea with lunch Okay နံပါတ်4ကိုသွားလိုက်ကြစို့ sometimes နဲ့တော့မှာဖြစ်ပါတယ်ဆိုတော့ရံဖန်ရံခါလို့ပြောတာနော်ဆိုတော့9ရက်မှာ3ရက်လောက်တောက်တယ်ဆိုတော့ sometimes Gary sometimes drinks tea with lunch Gary sometimes drinks tea with lunch Okay နောက်တစ်ခုဆက်သွားကြစို့တပတ်မှာ2ရက်ဆိုရင်ဘာဖြစ်မလဲ Okay seldom ချတော်ယုံလောက်ပဲတောက်တယ်လို့ပြောတာနော် Okay တပတ်မှာ2ရက်လောက်တော်ယုံလောက်ပဲတောက်တယ်လို့ပြောတာ Ali seldom drinks tea
with lunch. Early seldom drinks tea with lunch. Okay, တပတ်မှာတရက်တည်းဆိုရင်ဗာလေချာချာပါပါဖြစ်သွားပြီဆိုတော့ rarely. Sonia rarely drinks tea with lunch. Sonia rarely drinks tea with lunch. Okay, တပတ်မှာ9ရက်ရှိတယ်9ရက်လုံးတရက်မှမတောက်တဲ့အလေးအကျင့်ရှိတယ်ဆိုရင် never နဲ့တောင်းမှာဖြစ်ပါတယ် Joe never drinks tea with lunch. Joe never drinks tea with lunch. ဆိုတော့ဒါကကျွန်တော်နာမည်လေးနဲ့တုံးပေးထားတယ်ဆိုတော့ကိုယ့်အနေနဲ့တုံးချင်နေဆိုရင် I နဲ့တုံးလို့တုံးရမှာဖြစ်ပါတယ် I always drink tea with lunch. Okay ဟုတ်ပြီနော်ဆိုတော့ okay other frequency adverbs လေးတွေကိုကြည့်လိုက်ကြစို့ဆိုတော့ frequency adverb အစောနာတော့ငါပြောထားတယ် always usually တို့ sometimes rarely တွေကကြတော့ verb မတိုင်ခင် subject အပြီးမှာတုံးလေးချိတယ်ဆိုပေမဲ့လေ other frequency adverbs တွေကဘယ်လိုဟာတွေလဲဆိုတော့ဒီလိုစကားလုံးတွေတွေ့တယ်ဆိုရင်စာကြောင်းရဲ့နောက်ဆုံးမှာထားပြီးတော့တုံးလေးချိတယ်နော်ဥပမာ once a day ဆိုတာတစ်ရက်မှာတစ်ခါတစ်ရက်မှာတစ်ကြိမ်အဓိပ္ပာယ်ရပါတယ် twice a day တစ်ရက်မှာနှစ်ကြိမ် twice a day 3 times a day တစ်ရက်ကို3ကြိမ်တစ်ရက်ကို3ခါ3 times a day နောက်တစ်ခုက4 times a day 4 times a day တရက်ကို4ခါလို့ဆိုလိုတာနော် Okay sorry ဒီနားလေးကမှားပြီလားအမှန်ကတရက်ကို4ခါ4ကြိမ်လို့ဆိုတာနော်ဆိုတော့တရက်မှာကြိမ်လုံးကိုပြောချင်တယ်ဆိုရင် once twice ဆိုတော့3 times 4 times 5 times 6 times ဆိုပြီးတော့မှပြောပါလို့ရတယ်နော် Okay ပြီးရင်နောက်တစ်ခုကျတော့မနက်တိုင်းဆိုတာက every morning တိုင်းလို့ပြောတာ every ဆိုတာတိုင်းခောက်ရည်တိုင်းကိုevery နဲ့တုံးတယ်နော် every morning မနေ့တိုင်းလို့ပြောတယ်ဆိုတော့ every ဆိုတာကသူက singular ဖြစ်တယ် singular ဖြစ်တယ်ဆိုတော့သူ့မှာ morning မှာ s ထည့်လို့မရဘူးမနေ့တိုင်းလို့ပြောတာ every morning every month every year every day ဆိုတဲ့ဟာမျိုးဆိုရင်စာကြောင်းရဲ့နောက်ဆုံးမှာထားပြီးတော့တုံးလေးချိတယ်တချို့ကြတော့တစ်ခါတလေဆိုရင်စာကြောင်းရဲ့အခြေဆုံးမှာထားပြီးတော့မှပြောလေးချိတယ်ဒါပေမဲ့ဒီလိုမျိုးကိုကဒီအခြေခံစကားပြောမှာကိုကလွယ်လွယ်လေးနဲ့ simple လေးပြောချင်နေဆိုရင်ဒါတွေကိုစာကြောင်းနောက်ဆုံးမှာထားပြီးပြောလို့ရပါတယ်ရှင် Okay ဥပမာဆိုရင်နံပါတ်1 I drink coffee once a day I drink coffee once a day ငါတစ်ရက်တစ်ကြိမ် coffee တောက်တယ်လို့အဓိပ္ပာယ်ရတယ်နော်နောက်တစ်ခုကျတော့ I wash my hair 3 times a week. I wash my hair 3 times a week. Wash my hair ဆိုတာကောင်းချော်တာဖြစ်တယ်နော်ဆိုတော့ငါတစ်ပတ်ကို3ကြိမ်ခေါင်းချော်တယ်လို့အဓိပ္ပာယ်ရပါတယ်ရှင်နောက်တစ်ခုကျတော့ I see my grandparents 4 times a month. 4 times a month တလကို4ကြိမ်တလကို4ခါလို့ပြောတယ်နော် grandparents ဆိုတာအဖိုးအဖွားအဖေအမေတွေရဲ့မိဘတွေဆိုရင် grandparents လို့ခေါ်တယ်နော် see ဆိုတဲ့ဒီညမှာမြင်တယ်ဆိုတာလေတွေ့တယ်လို့ပြောတာနော်ဆိုတော့ငါတလကို4ကြိမ်အဖိုးအဖွားတွေကိုသွားတွေ့တယ်သွားလေတယ်လို့အဓိပ္ပာယ်ရတယ်နော် Okay နောက်တစ်ခုကျတော့ I eat breakfast every morning I breakfast every morning ငါမနေ့တိုင်းမနေ့စာစားတယ်လို့အဓိပ္ပာယ်ရပါတယ်ရှင် eat breakfast ဆိုတာမနေ့စာစားတယ် Okay တစ်ခေါက်လိုက်ဆိုကြည့်ရစို့ I drink coffee once a day I drink coffee once a day Okay I wash my hair 3 times a week I wash my hair 3 times a week I see my grandparents 4 times a month I see my grandparents 4 times a month. Okay, I eat breakfast every morning. I eat breakfast every morning. Okay, happy? So, set like that. So, okay. Now the good of frequency adverb ka verb to be ne toy ne change verb to be ne toy be tong ne change verb to be ရဲ့အနောက်ကိုလိုက်လာရမှာဖြစ်ပါတယ်ရှင်ဆိုတော့ simple present tense လို့ခေါ်တဲ့သို့မဟုတ် verb 1အဲ့ဒီ simple verb တွေနဲ့တုံးတဲ့အချိန်ကျရင် frequency adverb လာပြီးမှအဲ့ဒီကရိယာ verb ကလိုက်လာတာဒါပေမဲ့ verb to be နဲ့တုံးတဲ့အချိန်ကျရင်
ချိန်နှုန်းပြတဲ့ကရိယာဝိသေသနာတွေက verb to be ကရိယာရဲ့နောက်တင်မှာထားပြီးသုံးရမှာဖြစ်ပါတယ်ရှင် okay ဥပမာကြည့်လိုက်ကြပါစို့ဥပမာဆိုရင်ဒီမှာသူ့ရဲ့ဖွဲ့စည်းပုံက subject ပြီးရင် verb to be လာတယ်ပြီးမှပဲ frequency and verb လာတယ်ပြီးမှပဲသူအနောက်မှာ adjective or place ပြီးရင်သူ့ရဲ့တည်နေရာတို့ကြံတဲ့ဟာလေးတွေလိုက်လာရမှာဖြစ်ပါတယ်ရှင် okay ဆိုတော့ဒီမှာဆိုရင်ဥပမာ Tom နဲ့ယောက်ျားလေးနာမည်တစ်ယောက်နဲ့အစားထိုးသုံးထားတယ်နော် Tom is တစ်ယောက်တည်းဖြစ်တဲ့အတွက် is always late for class late for class ဆိုတာအတန်းနောက်ကျတယ်လို့ပြောတာပါရှင်ဆိုတော့ Tom is always late for class Tom is usually late for class Tom is often late for class Tom is sometimes late for class Tom is seldom late for class. Tom is rarely late for class. Tom is never late for class. Okay, so that verb to be နဲ့တွေ့တဲ့အချိန်ကြဆိုရင် frequency of verb က verb to be ရဲ့အနောက်မှာလိုက်လာရမှာဖြစ်ပါတယ်။ so တော့ verb တွေနဲ့ simple verb တွေနဲ့သုံးတဲ့အချိန်ကြဆိုရင်တနည်းအားဖြင့် action non-action verb တွေနဲ့သုံးတဲ့အချိန်ကြရင် frequency of verb ပြီးမှအဲ့ဒီ simple verb တွေလိုက်လာရမှာဖြစ်ပါတယ်။ okay ဥပမာလေးကြည့်လိုက်ကြစို့ဥပမာ always I am always on time for class ဆိုတော့ငါအတန်းချိန်အမြဲတမ်းမိတယ်လို့ပြောတာနော်I am always on time for class. I am always on time for class. Okay, now upama taku charo usually. She is usually at home in the morning. She is usually at home in the morning. At home ဆိုတာအိမ်မှာလို့ပြောတာနော်ဆိုတော့သူမကမနေ့ပိုင်းဆိုရင်များတော့အဖြစ်အိမ်မှာရှိတယ်လို့အကြိပ်ပေးရတယ်နော် She is usually at home in the morning. Okay, now upama taku ကြည့်လိုက်ကြစို့ often often okay Maria is often late for work Maria ကအလုပ် sorry ဒီမှာကအမြဲမဟုတ်ဘူးเนาะဒါ often ဆိုတာမကြာခဏလို့ပြောတယ်ဆိုတော့ Maria is often late for work Maria ကအလုပ်မကြာခဏနောက်ကျတယ်လို့ဆိုလိုတာပါချင်း okay Maria is often late for work okay လိုက်ဆိုကြည့်ကြစို့always ဆိုတာအမြဲတမ်း usually ဆိုတာကများတော့အားဖြင့် often ဆိုတာကမကြာခဏလို့အဓိပ္ပာယ်ရပါတယ်ရှင် always I am always on time for class I am always on time for class okay usually she is usually at home in the morning she is usually at home in the morning often Maria is often late for work sorry Maria is often late for workဆိုတာအလုပ်အပွဲလုပ်ကြတာเนาะ okay ဆိုတော့ frequency of verb လေးတွေကဘာအသက်ဘယ်လိုသုံးလဲဆိုတာကြည့်လိုက်ကြစို့ we express frequency of verb by saying how many something happens ဆိုတော့a day or a week or a month or a year. So we use frequency of verb to talk about something happen how many times in a day, a week, a month or a year. ကိုကိစ္စတစ်ခုခုကိုဘယ်လောက်ဖြစ်ပျက်တယ်ဆိုတာပြောပြချင်တဲ့ချိန်တိုင်းဒီချိန်လုံးပြကရိယာတွေကိုသုံးလေးချိပါတယ်။ဥပမာဆိုရင်တရက်လားတပတ်ကြာလားတလလားတနှစ်လားဆိုတဲ့အချိန်ကာလအတိုင်းအတာလေးတွေကိုကြည့်ပြီးတော့မှကိုကချိန်လုံးတွေကိုကွာပြောလို့ရတယ်နော်။ Okay အဲ့ဒီနေရာမှာသုံးလေးချိတယ်နော်။ Okay ဆိုတော့သူ့ရဲ့ Okay ဆိုတော့သူ့ရဲ့ summary လေးတွေကိုကြည့်လိုက်ကြစို့ဆိုတော့ subject B frequency of verb ဆိုတော့ verb to be နဲ့သုံးတဲ့အချိန်ကြာဆိုရင် verb to be ပြီးမှပဲ frequency of verb လိုက်လာတယ် Okay ဆိုတော့ Tom is always late for class Tom is usually late for class Tom is often late for class Tom is sometimes late for class Tom is seldom late for class Tom is rarely late for class Tom is never late for class Okay ဆိုတော့ကိုကအဲ့ဒီ frequency of verb ကိုက other simple present verbs တွေနဲ့သုံးမယ်ဆိုရင် Tom always comes late
Tom ကအမြဲတမ်းနောက်ကျမှလာတယ်လို့အဓိပ္ပာယ်ရတယ်နော်ဒါကြတော့အတန်အမြဲတမ်းနောက်ကျလေးရှိတယ်လို့ပြောတာ Okay ဆိုတော့နောက်တစ်ခုကျတော့ Tom usually comes late Tom often comes late Tom sometimes comes late Tom seldom comes late Tom rarely comes late Tom never comes late ဆိုတော့ frequency adverbs come before all simple present verbs except ဆိုတာ B ဆိုတာ verb to be ကိုပြောတာ verb to be မှာအပါဒီ frequency adverb ကိုသုံးတဲ့အချိန်ကြာဆိုရင် simple verb တွေရဲ့အချိန်မှာသုံးရမှာဖြစ်ပါတယ်ဒါပေမဲ့ verb to be ဆိုရင်ဒီ verb to be ရဲ့အနောက်မှာ frequency adverb လိုက်လာရမှာဖြစ်ပါတယ်ချင်း Okay other frequency adverbs လေးတွေကိုကြည့်လိုက်ကြဆိုတော့ frequency adverb အစောနာတော့ငါပြောထားတယ် always usually တို့ sometimes rarely တွေကကြတော့ verb မတိုင်ခင် subject အပြီးမှာသုံးလေးချိတယ်ဆိုပေမဲ့လေ other frequency adverbs တွေကဘယ်လိုဟာတွေလဲဆိုတော့ဒီလိုစကားလုံးတွေတွေ့တယ်ဆိုရင်စာကြောင်းရဲ့နောက်ဆုံးမှာထားပြီးတော့သုံးလေးချိတယ်နော်ဥပမာ once a day ဆိုတာတစ်ရက်မှာတစ်ခါတစ်ရက်မှာတစ်ကြိမ်ကိုအဓိပ္ပာယ်ရပါတယ် twice a day တစ်ရက်မှာနှစ်ကြိမ် twice a day 3 times a day တစ်ရက်ကိုသုံးကြိမ်တစ်ရက်ကိုသုံးခါ 3 times a day နောက်တစ်ခုက 4 times a day 4 times a day တစ်ရက်ကို4ခါလို့ဆိုလိုတာနော် Okay sorry ဒီနားလေးကမှားနေတာအမှန်ကတစ်ရက်ကို4ခါ4ကြိမ်လို့ဆိုတာနော်ဆိုတော့တစ်ရက်မှာကြိမ်လုံးကိုပြောချင်တယ်ဆိုရင် once twice ဆိုတော့3 times 4 times 5 times 6 times ဆိုပြီးတော့မှပြောပါလို့ရတယ်နော် Okayပြီးရင်နောက်တစ်ခုကျတော့မနက်တိုင်းဆိုတာက every morning တိုင်းလို့ပြောတာ every ဆိုတာတိုင်းခောက်ရည်တိုင်းကို every နဲ့သုံးတယ်နော် every morning မနက်တိုင်းလို့ပြောတယ်ဆိုတော့ every ဆိုတာကသူက singular ဖြစ်တယ် singular ဖြစ်တယ်ဆိုတော့သူ့မှာ morning မှာ s ထည့်လို့မရဘူးမနက်တိုင်းလို့ပြောတာ every morning every month every year every day ဆိုတဲ့ဟာမျိုးဆိုရင်စာကြောင်းရဲ့နောက်ဆုံးမှာထားပြီးတော့သုံးလေးချိတယ်တချို့ကြတော့တစ်ခါတလေဆိုရင်စာကြောင်းရဲ့အခြေဆုံးမှာထားပြီးတော့မှပြောလေးချိတယ်ဒါပေမဲ့ဒီလိုမျိုးကိုကဒီအခြေခံစကားပြောမှာကိုကလွယ်လွယ်လေးနဲ့ simple လေးပြောချင်နေဆိုရင်ဒါတွေကိုစာကြောင်းနောက်ဆုံးမှာထားပြီးပြောလို့ရပါတယ်ရှင် Okay ဥပမာဆိုရင်နံပါတ်1 I drink coffee once a day I drink coffee once a dayငါတစ်ရက်တစ်ကြိမ် coffee တောက်တယ်လို့အဓိပ္ပာယ်ရတယ်နော်နောက်တစ်ခုကျတော့ I wash my hair 3 times a week I wash my hair 3 times a week wash my hair ဆိုတာကောင်းချော်တာဖြစ်တယ်နော်ဆိုတော့ငါတစ်ပတ်ကို3ကြိမ်ခေါင်းချော်တယ်လို့အဓိပ္ပာယ်ရပါတယ်ရှင်နောက်တစ်ခုကျတော့ I see my grandparents 4 times a month 4 times a month တလကို4ကြိမ်တလကို4ခါလို့ပြောတယ်နော် grandparents ဆိုတာအဖိုးအဖွားအဖေအမေတွေရဲ့မိဘတွေဆိုရင် grandparents လို့ခေါ်တယ်နော် see ဆိုတဲ့ဒီညမှာမြင်တယ်ဆိုတာလေတွေ့တယ်လို့ပြောတာနော်ဆိုတော့ငါတလကို4ကြိမ်အဖိုးအဖွားတွေကိုသွားတွေ့တယ်သွားလေတယ်လို့အဓိပ္ပာယ်ရတယ်နော် Okay နောက်တစ်ခုကျတော့ I eat breakfast every morning I breakfast every morning ငါမနေ့တိုင်းမနေ့စာစားတယ်လို့အဓိပ္ပာယ်ရပါတယ်ရှင် eat breakfast ဆိုတာမနေ့စာစားတယ် Okay တစ်ခေါက်လိုက်ဆိုကြည့်ရစို့ I drink coffee once a day I drink coffee once a day Okay I wash my hair 3 times a week I wash my hair 3 times a week I see my grandparents 4 times a month I see my grandparents 4 times a month. Okay, I eat breakfast every morning. I eat breakfast every morning. Okay, happy? So, set like that. So, okay. Now the good of frequency adverb ka verb to be ne toy ne change verb to be ne toy be tong ne change verb to be ရဲ့အနောက်ကိုလိုက်လာရမှာဖြစ်ပါတယ်ရှင်ဆိုတော့ simple present tense လို့ခေါ်တဲ့သို့မဟုတ် verb 1အဲ့ဒီ simple verb တွေနဲ့တုံးတဲ့အချိန်ကျရင် frequency adverb လာပြီးမှအဲ့ဒီကရိယာ verb ကလိုက်လာတာဒါပေမဲ့ verb to be နဲ့တုံးတဲ့အချိန်ကျရင်
ချိန်နှုန်းပြတဲ့ကရိယာဝိသေသနာတွေက verb to be ကရိယာရဲ့နောက်တင်မှာထားပြီးသုံးရမှာဖြစ်ပါတယ်ရှင် okay ဥပမာကြည့်လိုက်ကြပါစို့ဥပမာဆိုရင်ဒီမှာသူ့ရဲ့ဖွဲ့စည်းပုံက subject ပြီးရင် verb to be လာတယ်ပြီးမှပဲ frequency and verb လာတယ်ပြီးမှပဲသူအနောက်မှာ adjective or place ပြီးရင်သူ့ရဲ့တည်နေရာတို့ကြံတဲ့ဟာလေးတွေလိုက်လာရမှာဖြစ်ပါတယ်ရှင် okay ဆိုတော့ဒီမှာဆိုရင်ဥပမာ Tom နဲ့ယောက်ျားလေးနာမည်တစ်ယောက်နဲ့အစားထိုးသုံးထားတယ်နော် Tom is တစ်ယောက်တည်းဖြစ်တဲ့အတွက် is always late for class late for class ဆိုတာအတန်းနောက်ကျတယ်လို့ပြောတာပါရှင်ဆိုတော့ Tom is always late for class Tom is usually late for class Tom is often late for class Tom is sometimes late for class Tom is seldom late for class. Tom is rarely late for class. Tom is never late for class. Okay, so that verb to be နဲ့တွေ့တဲ့အချိန်ကြဆိုရင် frequency of verb က verb to be ရဲ့အနောက်မှာလိုက်လာရမှာဖြစ်ပါတယ်။ so တော့ verb တွေနဲ့ simple verb တွေနဲ့သုံးတဲ့အချိန်ကြဆိုရင်တနည်းအားဖြင့် action non-action verb တွေနဲ့သုံးတဲ့အချိန်ကြရင် frequency of verb ပြီးမှအဲ့ဒီ simple verb တွေလိုက်လာရမှာဖြစ်ပါတယ်။ okay ဥပမာလေးကြည့်လိုက်ကြစို့ဥပမာ always I am always on time for class ဆိုတော့ငါအတန်းချိန်အမြဲတမ်းမိတယ်လို့ပြောတာနော်I am always on time for class. I am always on time for class. Okay, now upama taku charo usually. She is usually at home in the morning. She is usually at home in the morning. At home ဆိုတာအိမ်မှာလို့ပြောတာနော်ဆိုတော့သူမကမနေ့ပိုင်းဆိုရင်များတော့အဖြစ်အိမ်မှာရှိတယ်လို့အကြိပ်ပေးရတယ်နော် She is usually at home in the morning. Okay, now upama taku ကြည့်လိုက်ကြစို့ often often. Okay. Maria is often late for work. Maria ကအလုပ် sorry ဒီမှာကအမြဲမဟုတ်ဘူးเนาะဒါ often ဆိုတာမကြာခဏလို့ပြောတယ်ဆိုတော့ Maria is often late for work. Maria ကအလုပ်မကြာခဏနောက်ကျတယ်လို့ဆိုလိုတာပါချင်း Okay. Maria is often late for work. Okay, let's so ကြည့်ကြစို့always ဆိုတာအမြဲတမ်း usually ဆိုတာကများတော့အဖြစ် often ဆိုတာကမကြာခဏလို့အဓိပ္ပာယ်ရပါတယ်ရှင် always I am always on time for class I am always on time for class okay usually she is usually at home in the morning she is usually at home in the morning often Maria is often late for work sorry Maria is often late for workဆိုတာအလုပ်အပွဲလုပ်ကြတာเนาะ okay ဆိုတော့ frequency of verb လေးတွေကဘာအသက်ဘယ်လိုသုံးလဲဆိုတာကြည့်လိုက်ကြစို့ we express frequency of verb by saying how many something happens ဆိုတော့a day or a week or a month or a year. So we use frequency of verb to talk about something happen how many times in a day, a week, a month or a year. ကိုကိစ္စတစ်ခုခုကိုဘယ်လောက်ဖြစ်ပျက်တယ်ဆိုတာပြောပြချင်တဲ့ချိန်တိုင်းဒီချိန်နှုန်းပြကရိယာတွေကိုသုံးလေးချိပါတယ်။ဥပမာဆိုရင်တရက်လားတပတ်ကြာလားတလလားတနှစ်လားဆိုတဲ့အချိန်ကာလအတိုင်းအတာလေးတွေကိုကြည့်ပြီးတော့မှကိုကချိန်နှုန်းတွေကိုကွာပြောလို့ရတယ်နော်။ Okay အဲ့ဒီနေရာမှာသုံးလေးချိတယ်နော်။ Okay ဆိုတော့သူ့ရဲ့ Okay ဆိုတော့သူ့ရဲ့ summary လေးတွေကိုကြည့်လိုက်ကြစို့ဆိုတော့ subject B frequency of verb ဆိုတော့ verb to be နဲ့သုံးတဲ့အချိန်ကြာဆိုရင် verb to be ပြီးမှပဲ frequency of verb လိုက်လာတယ် Okay ဆိုတော့ Tom is always late for class Tom is usually late for class Tom is often late for class Tom is sometimes late for class Tom is seldom late for class Tom is rarely late for class Tom is never late for class Okay ဆိုတော့ကိုကအဲ့ဒီ frequency of verb ကိုက other simple present verbs တွေနဲ့သုံးမယ်ဆိုရင် Tom always comes late
Tom ကအမြဲတမ်းနောက်ကျမှလာတယ်လို့အဓိပ္ပာယ်ရတယ်နော်ဒါကြတော့အတန်အမြဲတမ်းနောက်ကျလေးရှိတယ်လို့ပြောတာ Okay ဆိုတော့နောက်တစ်ခုကျတော့ Tom usually comes late Tom often comes late Tom sometimes comes late Tom seldom comes late Tom rarely comes late Tom never comes late ဆိုတော့ frequency adverbs come before all simple present verbs except ဆိုတာ B ဆိုတာ verb to be ကိုပြောတာ verb to be မှာအပါဒီ frequency adverb ကိုသုံးတဲ့အချိန်ကြာဆိုရင် simple verb တွေရဲ့အချိန်မှာသုံးရမှာဖြစ်ပါတယ်ဒါပေမဲ့ verb to be ဆိုရင်ဒီ verb to be ရဲ့အနောက်မှာ frequency adverb လိုက်လာရမှာဖြစ်ပါတယ်ချင်းThank you for watching this video တကယ်လို့ဒီ video လေးတွေကိုတိုက်နေတဲ့လဲဆိုရင် like and share လေးနဲ့အားပေးတော့ပါချင်း subscribe လုပ်ရသေးလို့ဆိုရင် next episode လေးတွေကိုလက်မလို့ရလေအောင် subscribe လေးနဲ့အားပေးတော့ပါချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ချင်း Thank you for watching this video if you haven't subscribed to my channel please do subscribe for the next episode Thank you bye bye Hello, welcome back from Learn English with OK channel. Today I'm going to share about the prepositional times. ဒီကနေ့အတွက် OK ကအချိန်ပြဝိပတ်စကားလုံးလို့ခေါ်တယ် prepositional times လေးတွေကို episode 11အနေနဲ့ဆက်လက် sharing ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ OK ကြည့်လိုက်ကြပါစို့ Okay, the four prepositional time မှာဆိုရင် in, on, at, during and for ဆိုပြီးတော့မှဒီလေးလုံးအကြောင်းလေးကို share မှာဖြစ်ပါတယ်ရှင် Okay ကြည့်လိုက်ကြပါစို့အမှဆုံးတစ်ခုအနေနဲ့ in ကိုဘယ်မှာသုံးလဲဆိုရင် months လတွေကိုဖော်ပြတဲ့အချိန်မှာသုံးပါတယ် in January in February ဆိုပြီးတော့မှ12လကိုပြောချင်တဲ့အချိန်မှာ in ကိုသုံးပါတယ်ဥပမာ We have many holidays in December. We have many holidays in December. December လမှာကျွန်တော်တို့အားလရဲ့အများကြီးရှိတယ်လို့ဆိုလိုတာပါ Okay နောက်တစ်ခုကျတော့ seasons ရာသီဥတု3ရာသီဥတုတော့မဟုတ်အနောက်တိုင်းမှာဆိုရင်ရာသီဥတုဆိုတဲ့ဟာတွေကိုသုံးချင် in ကိုသုံးပါတယ်ဥပမာ in summer, in winter, in springs, in raining season အဲ့လိုမျိုးရာသီဥတုတွေပြောချင်တဲ့အချိန်မှာ in ကိုသုံးပါတယ်ဥပမာ It doesn't cold in winter in Thailand It doesn't cold in winter in Thailand ထိုင်းနိုင်ငံမှာဆောင်းရာသီဆိုမအေးဘူးလို့ဆိုလိုတာပါ Okay နောက်တစ်ခုကျတော့ year နှစ်တွေကိုပြောချင်တဲ့အချိန်မှာ in ကိုသုံးပါတယ်ဥပမာ In 1990 In 2022 အစားရှိတဲ့ဖြစ်ပေါ်နော် I was born in 1993 I was born in 1993 ကျွန်တော်က1993ခုမှာဖွားပါတယ်လို့ဆိုလိုတာပါ Okay နောက်တစ်ခုကျတော့ century ဆိုတာရာစုနှစ်တွေကိုဆိုလိုတဲ့အချိန်မှာပြောတဲ့အချိန်မှာ in ကိုသုံးပါတယ်ဥပမာ In the 20th century In the 20th century In the 21st century So, Ubama, we are in the 21st century now. Janora Akusi, Natsata Yasu Machini Badi, Solodaba. We are in the 21st century now. Okay, now the Kujaro times of day. Near a change go popular timale tomari, times of day, Ubama, in the morning. In the afternoon, in the evening, near a say bind of pure timatomari, Ubama, we always have to get up in the morning. We always have to get up in the morning. Manapai so to know that Nira Eyakataya Pari, okay, not the Kutaro, longer periods of time, longer periods of time. Otachi, Tamiendo Chingala, pure timale Ubama, in the past, Atema. The past in the 1990s 1990မှာလို့ဆိုတာပါ in the holidays နေ့အားလရက်တွေမှာ in the holiday အစရှိတဲ့ဖြစ်ပေါ်နော် So if you want to be happy, don't stay in the past. If you want to be happy, don't stay in the past. ပြောချင်တဲ့ဆိုရင်အသိမှမနေပါနဲ့လို့ဆိုလိုပါတယ်ရှင် Okay ဆိုတော့နောက်တစ်ခုကျတော့ on ကိုဘယ်နေရာမှာသုံးလဲဆိုတော့ days of the week ရက်တစ်ပတ်ရဲ့နေ့ရက်တွေကိုပြောချင်တဲ့အချိန်မှာသုံးပါတယ် Okay တစ်ပတ်မှာ9ရက်ရှိတယ်ဆိုတော့ဒီ9ရက်တွေကိုပြောတဲ့အချိန်မှာ on ကိုသုံးပါတယ်ဥပမာ on Monday, on Tuesday အစားရှိတဲ့ဖြစ်နော် It's called the weekend on Saturday and Sunday. It's called the weekend on Saturday and Sunday. စနေနဲ့တနင်္ဂနွေနေ့တွေကို weekend ပိတ်ရက်တယ်လို့ခေါ်ပါတယ် Okay နောက်တစ်ခုကျတော့ days, parts of days နေ့ရက်အစိတ်အပိုင်းတွေကိုပြောချင်တဲ့အချိန်မှာသုံးပါတယ်ဥပမာ on Monday morning အစားရှိတဲ့ဖြစ်ပေါ်နော် I have a class on Monday morning.
I have a class on Monday morning တနင်္လာနေ့မနက်မှာကျွန်တော်အတန်းချစ်တယ်အတန်းတက်ရမယ်လို့ဆိုတော့ပါ Okay ဆိုတော့နောက်တစ်ခုကျတော့ day yes ဆိုရဲကိုပြောချင်တဲ့အချိန်မှာဆိုရင်လည်း on ကိုသုံးပါတယ်ဥပမာ on July 25th ဒီနေ့ဆိုရင် July လ25ရက်ဖြစ်တဲ့အတွက် on July 25th အစားရှိတယ်ပေါ့နော် It's my birthday on July 25th It's my birthday on July 25th July လ25ရက်နေ့ကကျွန်တော်ရဲ့မွေးနေ့ဖြစ်ပါတယ်ဆိုလိုပါတယ် Okay နောက်တစ်ခုကဆိုရင် special days အထူးနေ့တွေကိုပြောချင်တဲ့အချိန်မှာသုံးပါတယ် special days on my birthday on New Year အစားရှိတဲ့ဖြစ်ပေါ့နော် I will go on vacation on my birthday this year I will go on vacation on my birthday this year ဒီနေ့မွေးနေ့မှာငါအပန်းသွားမယ်လို့ဆိုလိုတာပါ Okay ဆိုတော့နောက်တစ်ခုကျတော့ at ကိုဘယ်လိုနေရာမှာသုံးလဲဆိုရင်clock times နိုင်လက်တံပုံကအချိန်တွေကိုပြောချင်တဲ့အချိန်မှာသုံးပါတယ်ဥပမာ at 6 o'clock at 6 o'clock တော့မဟုတ် at 5 p.m. at 5 p.m. in the evening အစားရှိတဲ့ဖြစ်ပေါ့နော်ဆိုတော့ I need to get up at 6 o'clock in the morning I need to get up at 6 o'clock in the morning ကျွန်တော်ကမနေ့6နာရီဆိုအိမ်ရကထားရမယ်လို့ဆိုတော့တာပါရှင် Okay ဆိုတော့နောက်တစ်ခုကျတော့ exceptions ချွင်းချက်အနေနဲ့သုံးချင်တဲ့အချိန်မှာလည်းသုံးရပါတယ် exception ဘယ်လိုဟာတွေလဲဆိုတော့ at night ညအချိန် at the weekend ပိတ်ရက်တွေစနေတနင်္ဂနွေပိတ်ရက်တွေမှာအစားရှိတဲ့ဖြစ်ပေါ့နော်ဆိုတော့ we have a class at night at 8 o'clock every Sunday We have a class at night at 6 o'clock every Sunday တနင်္ဂနွေနေ့တိုင်းည7နာရီမှာအတန်းရှိတယ်လို့ဆိုလိုတာပါရှင် We have a class at night at 8 o'clock every Sunday. Okay, so another coolအနေကြတော့ festivals ပွဲတော်တွေကိုပြောတဲ့အချိန်မှာလည်းသုံးပါတယ် festivals at the Indian festival at Christmas ဆိုတော့ဥပမာ we play water at the Indian festival in Myanmar. We play water at the Indian festival in Myanmar. မြန်မာနိုင်ငံမှာတကြံမှာကျွန်တော်တို့ရေကစားကြတယ်လို့ဆိုလိုတာပါချင်းဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့ during and for during and for ကိုဘယ်လိုနေရာမှာသုံးလဲဆိုရင်ဥပမာ during ကိုအတော်အတွင်းလို့အဓိပ္ပာယ်ရပါတယ် during ကိုသုံးမယ်ဆိုရင် during ရဲ့အနောက်မှာ noun တစ်ခုသို့မဟုတ် noun phrase တွေလိုက်လာရမှာဖြစ်ပါတယ်ဥပမာ I learned a lot during I was at the university I learned a lot during I was at the university ကျွန်တော်တက်ကတော့တက်တုန်းကအများကြီးသင်ယူခဲ့တယ်လို့ဆိုလိုတာပါနောက်ဥပမာတစ်ခုကြတော့ I read many books during my holidays I read many books during my holidays အားလုံးရဲ့ဒီမှာဆိုရင်စာအုပ်တွေအများကြီးဖတ်ဖြစ်တယ်အများကြီးဖတ်တယ်လို့ဆိုလိုတာပါ Okay ဆိုတော့နောက်တစ်ခုကြတော့ for ဆိုတာကြာရှင်ကိုဆိုလိုတာပါဆိုတော့ for ဆိုရင် for ကိုသုံးမယ်ဆိုရင် for ရဲ့အနောက်မှာ a length of time အချိန်ရဲ့အတိုင်းအတာကိုထည့်သုံးရမှာဖြစ်ပါတယ် or plus a length of time ဥပမာ I have been learning English for 10 years I have been learning English for 10 years ကျွန်တော်အင်္ဂလိပ်စာသင်ယူနေတာ10နှစ်ရှိပါပြီဆိုလို့ပါ Okay ဆိုတော့နောက်တစ်ခုကြတော့ I study for 3 hours a day I study for 3 hours a day ကျွန်တော်ကတနေ့ကို3နာရီစာလေ့လာတယ်လို့ဆိုလိုတာပါဆိုတော့ for ကိုသုံးမယ်ဆိုရင် for ရဲ့အနောက်မှာကြာချိန်ကိုOkay, thank you for watching this video. This is all about the proposition of times. အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီ video လေးတွေကိုကြိုက်နေတဲ့ဆိုရင် like and share လေးနဲ့အားပေးသွားပါရှင်တကယ်လို့ subscribe လုပ်ရသေးလို့ဆိုရင် YouTube channel မှာ Learn English with Orchid ဆိုတာလေးကို search ပြီးတော့မှ subscribe လုပ်ပေးသွားပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Bye